အတန်နဲ့ခန်းစားချစ်သူများအတွက် For You Audio Book Channel မှာကြိုဆိုလိုက်ပါတယ်ခြံဝင်းအကျယ်ကြီးတဲ့ကကာဟွန်တီးတန်ကြောင့်ဧကန်ထဲမှာစာဖတ်နေတဲ့မိတော်တယောက်စာအုပ်ကိုပိတ်ပြီးတကားဝစီကိုလှမ်းကြည့်လိုက်မိတယ်။ကားပေါ်ကနေပျော်ရွှင်စွာဆင်းလာတဲ့မိမိကိုမြင်ရတာမိတော်အတွက်ဝမ်းသာစရာလို့ဆိုပေမဲ့မိမိဘေးကနေပခုံးချင်းရှင်ပြီးရှောက်လာတဲ့အိမ်ရှင်အစ်စ်ဆက်ဆက်ပထွေးဖြစ်သူဦးမင်းထက်ကိုမြင်လိုက်ရတဲ့အခါမှာတော့စိတ်ထဲမှာတမျိုးကြီးအရှိန်အဟုန်နဲ့ဖြစ်သွားရတယ်။တမိမမေတို့ပြန်လာပြီ။နေပူထဲမှာဦးကမမေအတွက်လိုချင်တာတွေအကုန်လိုက်ဝယ်ပြီးတာတမိရဲ့လိုချင်တာတွေအကုန်လုံးရလာခဲ့တယ်သိလား။ဒေါ်တီတာကလက်ထဲကဈေးဝယ်အိတ်တွေကိုမြှောက်ပြရင်တမိဖြစ်သူကိုအလိုတရာပြောလိုက်တယ်။ဦးမင်းထက်ကတော့အိတ်တချို့ကိုပူဆွဲပြီးမေတော့ကိုနှွေးထွေတဲ့အကြည့်ဒါပေမဲ့တခုခုအကဲခတ်နေတဲ့အကြည့်မျိုးနဲ့ကြည့်ပြီးပြုံးပြလာတယ်။မေတော့တမိကစားဖတ်နေရလား။တမိအတွက်ဦးစာအုပ်တချို့ဝယ်လာခဲ့ပြီးတယ်။ဦးမင်းထက်ကစပွဲပေါ်ကိုစာအုပ်အသစ်ဆက်ဆက်3-4အုပ်တင်ပေးလိုက်ရင်အနားကိုတိုးလာခဲ့တယ်။သူ့စီကရတဲ့ဈေးကြီးပေးရတဲ့ရေမွေးနှံပြင်းပြင်းကမေတော့နှာခေါင်းထဲကိုစူးကနေဝင်လာတယ်။အဟုတ်ကျေးဇူးတင်ပါတယ်ဦး။မေတော်မျက်လုံးချင်းတိတ်မဆုံရဲပဲခေါင်းငုပ်ပြီးစာအုပ်တွေကိုယူလိုက်တယ်။ဦးကွယ်တမိရလေဦးလို့ခေါ်နေတော့မဲ့လား။မေပြောထားတယ်လीဖေဖေလို့ပြောင်းခေါ်ပါဆိုတာဦး။ဒေါ်တီတာကမျက်မှောင်ကုပ်ပြီးတမီးကိုမတိမတာအတိပေးလိုက်ပေမဲ့ဦးမင်းထက်ကတော့လက်ကပြရင်သဘောတကျရှိမောလိုက်တယ်။ရပါတယ်တီတာရဲ့ကလေးကိုအတင်းချက်တွေမလုပ်ပါနဲ့။ဦးလိုပဲခေါ်ခေါ်ဖေဖေလို့ပဲခေါ်ခေါ်အဒီကဦးကတမီးအပေါ်စေတနာအမှန်နဲ့ဂယူးဆိုင်ပေးဖို့ပဲမဟုတ်လား။ဟုတ်တယ်မလားမေတော့ရှင်အော်ဟုတ်ကဲ့သူ့ရဲ့နားလေပေးမှုတွေရင်းချက်မှုတွေကဒေါ်တီတာကိုပို့ပြီးကြွေစင်သွားစေတာမေတော်သိသားပဲဒါပေမဲ့ဦးမင်းထက်ရဲ့စကလုံးတွေနောက်ွယ်ကတိတ်သေးလုံးတဲ့လေတံကမေတော်ကိုတခုခုနဲ့အသက်ရှူကျက်စေတယ်လို့ခံစားရစေတယ်ညစာစားပွဲမှာတော့ဒေါ်တီတာကဟင်းတွေတစ်ခွက်ပြီးတစ်ခွက်ပြင်ဆင်ရင်စကားတွေတရက်ဆက်ပြောနေခဲ့တယ်ကိုမင်းထက်သမီးလေးငငယ်တုန်းကလေအစားသိပ်ရွေးတာနည်းနည်းလေးပဲစားတာဘာကြွေစားတာမဟုတ်ဘူးသိလားဟုတ်လားအခုအရွယ်ကအာဟာရပြည့်အောင်စားရမယ်အရွယ်လေကဲသမီးဒါလေးစားကြည့်ပါဦးဦးကိုယ်တိုင်သမီးကြိုက်တဲ့မဲ့ဆိုင်ကနေမှားလာတာကွာဦးမင်းထက်ကကြက်သားရုံကြီးကိုမေတော့ပကံနဲ့ခတ်ထည့်ပေးလိုက်တယ်သူ့လက်ချောင်းတွေကမေတော့လက်ပြာကိုမတိမတာထိကတ်သွားတဲ့အခါမေတော့ကြက်တီမွှေးညင်းထသွားပြီးလက်ကိုအမြန်ရုပ်သေးလိုက်မိတယ်သမီးဘာဖြစ်လို့လဲဒေါ်တီတာဟာလှမ်းပြီးတော့ဘာမှမဖြစ်ပါဘူးမမေရင်ကောင်းနားမလို့ထင်တယ်မေတော်ဟာမမေစိတ်ဆင်းရဲမှကြောင်ညလိုက်ရတယ်ဦးမင်းထက်ကတော့ဘာမှမဖြစ်တယ်လို့ပဲအေးဆေးစွာထမင်းဆက်စားနေပေမဲ့သူ့ရဲ့နှကန်းထောင်းကအပြုံးကမေတော်ကိုလှောင်ပြောင်နေတယ်လို့ပါပဲည9 နာရီခွဲခန့်မှာတော့ဒေါ်တီတာကတရားထိုင်မှုဖျားခန်းထဲကိုဝင်သွားခဲ့တယ်မေတော်တရားမိဖို့ကြောင့်ထဲမှာယူနေကိုတည်ရင်စိတ်ကူးထဲမှာတခုခုကိုလေးလံစွာတွေးတော်နေတော့နောက်ကျော်ဘက်ကနေလူရိတ်တကူကတ်လာတာကိုတတိပြုလိုက်မိတယ်မိတော့ရှင်ဟမ်ဦးမိတော့လမ်းပြပြီးလှည့်ကြည့်လိုက်တဲ့အခါမှာတော့တကားဝတ်မှာပစိုးကိုတက်ရက်စွာဝစ်ဆင်ထားတဲ့ဦးမင်းထက်ကလက်ပိုက်ပြီးရက်ကြည့်နေတာကိုတွေ့လိုက်ရတယ်ဦးဘာလို့လို့လဲရှင်သမီးယူနေဝတ်တန်နေတာဘာမှအထူးတလည်းမလို့ချင်ပါဘူးကွာသမီးကိုစကားလေးပါလေးပြောချင်လို့ပါဒီအိမ်ကိုရောက်တာ3 လရှိနေပြီနော်သမီးကဦးကိုဆိုအမြဲတမ်းရှောင်နေတယ်လို့ပဲဦးမင်းထက်ကမေတော့အနာကိုခြေလန်း2 လမ်းလောက်တိုးလာတယ်မေတော်နောက်ကိုစုံမိပြီမေနောက်မှာကမီးဖို့ခုံရှိနေတာမို့စုပ်စရာမြေလည်းမရှိတော့ဘူးမဟုတ်ပါဘူးသမီးရှောင်နေတာမဟုတ်ပါဘူးဦးရဲ့စာမေးပွဲနီးလို့သမီးစာချက်နေတာပါစာချက်တာလည်းကောင်းပါတယ်ကွာဒါပေမဲ့ဦးကသမီးကိုစိတ်ချမ်းသာစေချင်တာသမီးလိုချင်တာရှင်ဦးကိုပုံဝင်လင်းလင်းပြောနော်ဖုန်းအသစ်လိုချင်လားဒါမှမဟုတ်တငယ်ချင်းတွေနဲ့ရှောက်လေဖို့ပတ်စံလိုတလောက်သုံးချင်လားဦးအကုန်ဖြစ်စီပေးမှာဦးကိုသာပြောနော်သူ့ရဲ့အတန်ကအလွန်နူးညံ့နေပေမဲ့မေတော့အတွက်တော့အစိတ်ရည်တွေလိုပဲကြောက်စရာကောင်းနေတယ်မလိုပါဘူးဦးရဲ့ရပါတယ်မေပေးရနေတယ်သမီးလုံလောက်ပါတယ်အော်မေပေးတာမေပတ်စံပေါ့ဦးပေးတာသမီးအတွက်တီးတန့်ဦးတို့2 ယောက်တည်းရဲ့လှုပ်ဝက်ချက်ပေါ့
မမေကိုပြပြစရာမလိုဘူးလေကွာဦးမင်းထက်ကပြောရင်လည်းမေတော့ပခုံးပေါ်ကိုသူ့ရဲ့နှွေးအီးနေတဲ့လက်ပေါ်ဝါကြီးတင်လိုက်တယ်မေတော့ရုံးဖို့စူးစမ်းပေမဲ့သူ့ရဲ့လက်ပေါ်ဝါကပခုံးကိုခက်တင်းတင်းဆုပ်ကင်ထားတယ်ဦးလက်ကိုဖယ်ပါမေတော့အတန်တွေတုန်ခါလို့နေပြီဘာလို့လဲဦးကသမီးကိုသမီးလေးအရင်လိုတန်ရောစီရှိလို့ပါရင်လေးတွေပွတ်တက်ပေးတာပဲဟာဦးပြီးတော့လေမေတော့အရန်လာတယ်သိလားဦးမင်းထက်ရဲ့အကြည့်တွေကမေတော့မျက်နှာကနေတစင်းရေဘက်စီကိုနှိမ့်ဆင်သွားတာကိုမြင်လိုက်ရတဲ့အခါမေတော့နှလုံးသားတစ်ခုလုံးကြောက်စိတ်တွေကြောင့်သွေးပြတ်မတက်တုန်လှုပ်သွားရတယ်။ဦးမင်းထက်မမေဖျားခါထွက်လာတော့မယ်ဖဲ့ပါမေတော့ခက်ပြက်ပြက်អော်ပြီးသူ့ရဲ့လက်ကိုအတင်းဖယ်ချကမိဖို့ကြောင်ထဲကနေဝုန်းတိုင်းကျေးပြီးထွက်ပြေးခဲ့မိတယ်။အခန်းထဲကိုရောက်တော့တကားကိုကြက်ထိုးဂရေပေါ်မှာခွခွေလေးထိုင်ရင်ခန္ဓာကိုယ်တစ်ခုလုံးတုံရင်နေခဲ့တယ်။သူကဘာလို့ငါ့ကိုအဲ့လိုကြီးကြည့်နေရလဲ။ငါဘာလုပ်ရမလဲ။ဒီအချောင်းတွေမမေကိုပဲငါပြပြလိုက်ရမလား။မေတော့ခေါင်းထဲမှာအတွေးတွေရှုပ်ထွေးလို့နေတယ်။မမေကဦးမင်းထက်ကိုအယမ်းချစ်တာ။အခုမှဘွားကအစင်ပြေကားစားငါသာသွားပြောရင်မမေကငါ့ကိုပဲအထင်လွဲသွားမှာလား။ဒါမှမဟုတ်မိသားစုကြီးပြက်စီးသွားပြီးမမေစိတ်ညစ်သွားမလား။မေတော်မသိခဲ့တာကအဲ့ဒီလိုဖုံးကွယ်ထားခဲ့မိတဲ့လှုပ်ဝက်ချက်နဲ့ကြောင်ရွံ့မှုတွေဟာလူယုံမာတအုပ်အတွက်အခွန်ကောင်ဖြစ်သွားစေပြီးမိမိဘဝကိုအမောင်တွင်နေဆွဲချမေတကြားတုတ်ထားတဲ့စုတချောင်ဖြစ်လာလိမ့်မယ်ဆိုတာပါပဲ။ညကအိမ်မက်ဆိုးတွေကြောင့်မေတော်တယောက်မျက်ကွင်းနေညိုပြီးမျက်နှာမကောင်းလာပဲထမင်းစပွဲဝိုင်းစီကိုရောက်လာခဲ့တယ်။အဝတ်အစားကိုလည်းလေပိတ်လက်ရှိခပ်ပွားပွားကိုသာရွေးချယ်ဝတ်ဆင်ထားမိတယ်။သူမရဲ့စိတ်ထဲမှာခန္ဓာကိုယ်ကိုအတက်နိုင်ဆုံးဖုံးကွယ်ထားခြင်းနဲ့ကာကွယ်ရေးစိတ်တွေကအလိုအလျောက်စိုးမိုးနေခဲ့တာ။သမီးညကကောင်းကောင်းမအိပ်ရဘူးလား။သမီးရဲ့မျက်နှာမကောင်းတော့ဒေါ်တီတာကသမီးဖြစ်သူကိုစိုးရိမ်တကြီးနဲ့ကြည့်ရင်မေးလိုက်တယ်။ဟုတ်တယ်မမေညကစာနေနဲ့ကြည့်တာများသွားလို့မမေရဲ့သမီးအေးမဝဘူး။မေတော့ခေါင်းကိုငုပ်ပြီးရေကိုခွက်ထဲငှဲ့နေတော့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့အိုမင်းထက်စီကတပြင်းချတန်ခတ်တက်တက်ထွက်လာတယ်။ကလေးကိုစာရွေအတင်းကျပ်ဖိပြီးတက်ခိုင်းမနေနဲ့တီတာရဲ့။ကိုကမေတော့ကိုစိတ်အပန်းပြေစေခြင်းနဲ့။အော်ဒါနဲ့သမီးဒီနေ့ကျောင်းပိတ်ရမှာလား။ဦးသမီးအတွက်လက်တော့အသေးတလုံးဝဲထားတာ။စာကြက်ရင်လည်းသုံးလို့ရတာပေါ့။ဦးမင်းထက်ကပြောဆိုဆိုနဲ့ဘေးနာကအစစ်မြင့်နီးပညာသုံးလက်တော့ဘူးကြီးကိုစပွဲဘော်ကိုတင်ပေးလိုက်တယ်။မေတော့ရင်နဲ့တိတ်ခနဲဖြစ်သွားပြီးမမေမျက်နှာကိုလှမ်းကြည့်မိတယ်။အိုးကိုမင်းထက်ကလေအရန်အလိုလိုက်တာပဲတော့။သမီးဖေဖေကိုကျေးဇူးတင်တယ်လို့ပြောလိုက်လေ။ဒေါ်တီရာကမျက်နှာပွင့်လန်းစွာနဲ့သမီးကိုတိုက်တွန်းပြောဆို၏ဖေဖေဆိုတဲ့စကားလုံးကိုကြားတိုင်းမေတော့ရင်ထဲမှာကန့်လန့်ကြီးခံနေရပြီမေမေစိတ်ချမ်းသာဖို့အတွက်သာအောက်အီးနေရတာဖြစ်တယ်။ဟုတ်ကျေးဇူးတင်ပါတယ်ဦးမဟုတ်ဘူးလေသမီးရဲ့ဖေဖေလို့ခေါ်ရမှာဒေါ်တီရာကလေတံမမနဲ့ဖြတ်ပြော၏ရပါတယ်တီရာရဦးလို့ပဲခေါ်ပါကဲသမီးဘူးလေးကိုအခန်းထဲတွားထားလိုက်အောင်ပြီးရင်ဦးနဲ့အတူစော်ဝဲတွေသွင်းတာလေ့လာကြတာပေါ့ဦးမင်းထက်ရဲ့စကားကနူးညံ့ပြူငါလွန်လာပြီမေသူ့ရဲ့မျက်လုံးတွေကတော့မေတော်ရဲ့မျက်နှာအမူအရာတုံလှုပ်သွားပုံကိုအရသာခံကြည့်နေသလိုပဲမေတော်ဘူးကိုပွေပြီးအခန်းထဲကိုပြန်ဝင်လာခဲ့တယ်စိတ်ထဲမှာတော့အပြည့်ရှိစိတ်တွေလေးလံမှုတွေကဖိစီလို့သူကငါ့အပေါ်စေတနာထားတာကိုငါပဲစိတ်ပုတ်ပြီးတန်တရားဝင်နေတာလားဒါမှမဟုတ် तू ကတကယ်ပဲမယိုးသားတာလားဆိုတာဝေခွဲမရနိုင်အောင်ဖြစ်နေမိတယ်မွန်လွယ်ပိုင်းမှာတော့ဒေါ်တီရာတယောက်ရက်ွက်တဲကနာရီအသင်းအလှတကူအတွက်အပြင်ကိုထွက်သွားခဲ့တယ်။အိမ်ကြီးတစ်လုံးမှမေတော်နဲ့ဦးမင်းထက်2ယောက်ထဲသာကြံ့ရခဲ့ပါတယ်။မေတော်အခန်းထဲမှာစာဖတ်ဖို့စူးစမ်းနေပေမဲ့စိတ်ကစုစည်းလို့မရ။ထိုအစဉ်အခန်းတကားကိုခောက်တန်းခက်မှန်မှန်3ချက်ထွက်လာတယ်။မေတော်နှလုံးခုန်တန်းမြန်းဆန်လာတယ်။တကားကိုဖွင့်လိုက်တော့လက်ထဲမှာကော်ဖီခွက်2ခွက်ကင်ထားတယ်။ဦးမင်းထက်ကပြုံးလျက်သားမတ်တက်ရနေတယ်။သမီးစားကြရတာပင်မနေမှာဆိုလို့ဥပကော်ဖီဖြောလာတာကျေးဇူးတင်ပါတယ်ဦးသမီးအပြင်ထွက်ပြီးတောက်ပါမယ်မေတော်ကော်ဖီခွက်ကိုလှမ်းယူပြီးအပြင်ထွက်ဖို့ပြင်လိုက်ပြီမေဦးမင်းထက်ကကိုလုံးနဲ့ပိတ်ရလိုက်ပြီးအခန်းထဲကိုအตาရဝင်လာခဲ့တယ်သမီးကလည်းကွာဒီမှာတင်တောက်လို့လည်းရနေတာပဲဟာစပွဲခုံမုံတင်လိုက်ပါသူ
သူဟာကော်ဖီခွက်ကိုတင်ရင်မေတော်ရဲ့စာအုပ်တွေကိုလှန်တော့ကြည့်တယ်။မေတော်အခန်းတကားကိုအကျယ်ကြီးဖွင့်ထားလိုက်မိတယ်။အဲ့ဒါကိုမြင်တော့ဦးမင်းထက်ကတယောသလိုပြုံးလိုက်ပြီးဟွန်းငါသမီးอ่ะဦးကိုတိတ်ကြောက်နေတာပဲကိုဦးကသမီးကိုဘာလုပ်မှမို့လို့လဲဦးကသမီးရဲ့မိခင်ကိုလက်ထပ်ထားတယ်သူလေသမီးရဲ့ဖခင်ရင်းလို့ပဲတာဝန်ရှိတာပေါ့သမီးရဲ့ဟုတ်သမီးသိပါတယ်ဦးသိရင်ဦးပေးရဲ့လက်ဆောင်လေးကိုဘာလို့ဝမ်းသာအားရလက်မခံတာလဲလာပါဦးဒီလက်တော်လေးကိုဘယ်လိုသုံးရမလဲဆိုတော့ဦးတင်မိမယ်ဦးမင်းထက်ကကရင်ပေါ်မှာဝင်ထိုင်လိုက်ပြီးဘူးကိုစပွင့်နေသူ့ရဲ့တဘာဝကြောင့်လုံးတဲ့အပြုတ်အမူတွေကြောင့်မေတော်လည်းသတိနဲ့လွတ်သွားပြီးကရင်အစုံးမှာခက်လန်းလန်းထိုင်မိလိုက်တယ်ဒါကလေဒီလိုလေးသုံးရတာသမီးသိလားဦးမင်းထက်ကဆက်ခရင်ကိုပြရင်မေတော်အနာကိုတဖြည်းဖြည်းတိုးကပ်လာတယ်အနံ့ပြင်းပြင်းရီမွေးနှံကမေတော်အာယုန်တွေကိုမူးဝေလာစေသလိုပါပဲပြတာနေရင်နဲ့ဦးမင်းထက်ရဲ့လက်ဘဝကြီးကမေတော်ရဲ့ပေါင်မုံကိုမတိမတာကြောက်ရောက်လာခဲ့တယ်။ဦးမေတော်လက်မီဖယ်ဖို့ပြင်လိုက်တယ်။ငြိမ်ငြိမ်နေစမ်းပါမေတော်ရဲ့ဦးကသမီးကိုချစ်လွန်လို့ပါ။သမီးလေးကဖြူဖြူနုံနုံလေးနဲ့တိတ်ချစ်ဖို့ကောင်းတာပဲနော်။မေမေထက်တောင်ပိုးပြီးဆွဆောင်မှုရှိသေးတယ်ငါသမီးက။ဦးမင်းထက်ရဲ့လေတံကတိုးရှာရှာဖြစ်လာပြီးသူ့ရဲ့လက်တွေကမေတော်ခန္ဓာကိုယ်အနှံကိုစီးကြော်ပြီးပွတ်တက်လာခဲ့တယ်။မေတော်အော်ဖို့စူးစမ်းပေမဲ့ဦးမင်းထက်ကမေတော်ပါဇက်ကိုလက်တစ်ဖက်ထဲနဲ့အမြန်လှမ်းပိတ်လိုက်တယ်။သူ့မျက်လုံးတွေထဲမှာကာမရာကစိတ်ရိုင်းတွေကအတိုင်းသာမအော်နဲ့မေတော်သမီးအော်ရင်လည်းအိမ်မှာဘယ်သူမှရှိတာမဟုတ်ဘူး။ပြီးတော့သမီးမေမေတိသွားရင်သမီးကိုထင်လွဲလိမ့်မယ်နော်။သမီးကဦးကိုမြှူဆွဲနေတယ်ထင်သွားရင်သမီးမေမေရင်ကျိုးသွားလိမ့်မယ်။သမီးရဲ့မေမေကဦးကိုတိတ်ချစ်တာ။ဦးပြောတာငြိမ်ငြိမ်လေးပဲနားထောင်ရင်သမီးလိုချင်တာအကုန်ရစေရမယ်နော်။ဦးမင်းထက်ရဲ့ချင်းချောက်စီးယုံတန်တွေကမေတော့နားထဲမှာမိုးချိုးပြလိုက်တယ်လို့ပါပဲမမေတိသွားရင်ရင်ကျိုးသွားလိမ့်မယ်ဆိုတဲ့စကားလုံးကမေတော့ရဲ့ရုံးကန်ခြင်းစိတ်တွေကိုရုတ်တရက်ရေခဲရိုက်တယ်လို့ဖြစ်သွားစေကြောက်ရွံ့စိတ်အပြစ်ရှိစိတ်မမေကိုငဲကွက်စိတ်တွေကြားမှာမေတော့တယောက်ဘာလို့ရမယ်မသိပဲခြေလန်းတွေသတိလွတ်ပြီးမျက်ရည်တွေဝိုင်းလျက်သားနဲ့ကြက်သေးသေးနေပြီးတော့ဦးမင်းထက်ကသူမကိုကရင်ဘော်ကိုဆွဲလှဲချလိုက်ပါတော့တယ်မိုးကောင်းကလေးကြီးကရုတ်တရက်အုပ်မိုင်းလာပြီးမှုန်တိုင်းစင်တော်မဲလားတအုံအုံမြည်ဟီးတန်တွေကမေတော့ရဲ့ကဲပါယူပါအော်ဟစ်တန်တွေကိုဝါမျိုးလို့သွားခဲ့ပါပြီ။မှောင်မိုက်နေတဲ့အခန်းကျင်းလေးထဲမှာမေတော်တယောက်ဆောင်အထက်ထက်ကိုရင်ခွင်ထဲအထိဆွဲကပ်ပြီးတုံရီစွာငိုဆိုင်နေမိတယ်။ခန္ဓာကိုယ်တစ်ခုလုံးဓာတ်နဲ့အမုန်းခံထားရသလိုနာကျင်နေုံနဲ့မကပဲစိတ်ဝညီပါအဆုပ်ဆုပ်အပြက်ပြက်ခြေမွားခံလိုက်ရတယ်လို့ခံစားလိုက်ရတာ။ကတင်ဘေးကစပွဲပေါ်မှာတော့ဦးမင်းထက်ပေးတဲ့လက်ဆောင်ဘူးကြီးကမေတော့ကိုလှောင်ပြောင်တယောနေတယ်လို့မျိုးလေးလံစွာနဲ့ရှိနေခဲ့တယ်။ငါဘာလို့အာကိုတကြီးနဲ့မယုံခဲ့မိတာလဲ။ငါဘာလို့ငြိမ်ခံနေခဲ့မိတာလဲ။မေတော့ဟာကိုနာကြီးလုံးရှင်ဘက်ကိုလက်သီးနဲ့ထုပြိုင်မိတယ်။ဦးမင်းထက်ပြောသွားတဲ့သမီးကဦးကိုနှူဆွဲနေတယ်လို့ထင်သွားရင်မမေရင်ကျိုးသွားလိမ့်မယ်ဆိုတဲ့စကားလုံးတွေကမေတော့အုံနောက်ထဲမှာအစိတ်လူးထားတဲ့မြားတွေလိုစိုက်ဝင်နေတော့မယ်။ထို့အချိန်မှာသမီးရဲ့မေပြောက်ပြီးသမီးရဲ့တကားကြီးကိုဘာလို့ချက်ထိုးပြီးနေရလဲသမီးရဲ့ဖွင့်ပေးအောင်အပြင်ကမမေအတန်ကိုကြားလိုက်ရတဲ့အချိန်မှာမေတော့နှလုံးသားတစ်ခုလုံးလမ်းပြန်ပြီးပြုတ်ကျသွားတယ်လို့ခံစားလိုက်ရတယ်။မျက်ရည်တွေကိုအတင်းသုံးအဝတ်အစားတွေကိုတိုက်ရက်အောင်ပြန်ပြင်ဝင်ရင်အတန်ကိုပုံမှန်ဖြစ်အောင်ထိန်ပြီးတကားကိုလှမ်းဖွင့်ပေးလိုက်တယ်။မမေသမီးအိပ်ပျော်သွားလို့ပါဒေါ်တီတာကအခန်းထဲကိုဝင်လာရင်သမီးဖြစ်သူရဲ့ဖေဖဖြစ်နေတဲ့ပုံစံနဲ့ညီရဲနေတဲ့မျက်ဝန်းတွေကိုကြည့်ပြီးအံ့ဩသွားတယ်။ဟဲ့တော့သမီးမျက်နှာလည်းမကောင်းလာပါလား။နေမကောင်းလား။အော်ဒါသမီးရဲ့ဖေဝဲပေးထားတဲ့လက်တော်လေးလား။အေးကြည့်ပါအောင်သိလာတာပဲနော်။ပြီးတော့သမီးအောက်မှာမမေသမီးအတွက်တီးတီးတွေဝဲလာသေးတယ်။ပြီးရင်စဉ်းစားလိုက်အောင်ဆေးလက်တော့ရမယ်နော်။မမေစီကဖေဆိုတဲ့စကားလုံးထွက်လာတိုင်းမေတော့မှအန်ချပစ်ချင်လောက်အောင်ပြုတ်တက်လာရတယ်။မေကတော့ဘာမှမသိပဲအိမ်အောင်သိရဲ့တာယာမှုတွေမှာပျော်မစုံဖြစ်နေရှာတာ။အမှန်တရားကိုသာမေသိသွားရင်ဒီအိမ်ကြီးတွေမကပဲမေဘွားပါအပိုင်းပိုင်းအဆဆပြုတ်ကွဲသွားမှာကိုမေတော့အရန်ကြောက်တယ်။သမီးခေါင်းနဲ့ကိုက်လို့ပါမေကအောက်ထက်ကိုခဏနေမှဆင်းခဲ့တော့မယ်နော်။အေးပါအဲ့ဒါဆိုလဲနားလိုက်အောင်။ညစာစားရင်တော့တူလာစားရမယ်နော်။တ
သမီးရဲ့ဖေဖေကသမီးနဲ့စကားပြောရတာပြောဖို့ကောင်းတယ်တဲ့ဒေါ်တီတာကမြုံလေးနဲ့အခန်းအပြင်ကိုထွက်သွားခဲ့တယ်မေတော်တကားကိုပြန်ပိတ်ပြီးတကားကိုမှီချကကျမ်းပြင်ပေါ်ပုံလျက်သားလဲကျသွားမိပြန်တယ်အိမ်ရှိခန်းထဲကနေထွက်ပေါ်လာတဲ့မေမေနဲ့ဦးမြင့်ထက်တို့ရဲ့ရီမောတန်တွေကမေတော်အတွက်တော့ငရဲပြည်ကလာတဲ့အတန်တွေလိုပါပဲရန်အနေငယ်ကြာသွားပြီမေမေတော်ဘွားကလောင်အိမ်ထဲကငှက်ငယ်လေးတစ်ကောင်လိုဖြစ်နေခဲ့ရတယ်ဦးမြင့်ထက်ကမမေမရှိတဲ့အချိန်တွေမကပဲမမေအိမ်နောက်ဖွေးခဏဝင်သွားတဲ့အချိန်မျိုးမှာတော့မေတော့အနာကိုတိုးကပ်ပြီးကိုထိလက်ရောက်စီးကြော်ဖို့ကြိုးစားနေမြေညနေခင်းတစ်ခုမှာတော့ဒေါ်တီရာဟာဈေးဝယ်ထွက်သွားတော့မို့အိမ်မှာ2ယောက်တည်းပဲကြံရစ်ခဲ့ရပြန်နေမေတော့အိမ်ခန်းထဲမှာမမေကိုစောင့်ရင်တုံလုံး6ချားစွာထိုင်နေတော့ဦးမင်းထက်ကအနာကိုရောက်လာပြီးမေတော့ဘေးမှာဝင်ထိုင်လိုက်တယ်မေတော့ဘာလို့ဦးကိုမြင်အမြဲတမ်းကြောက်တူးတုံနေတာလဲဦးကသမီးကိုစိတ်ချမ်းသာအောင်ထားနေတာပဲဟာဘာတွေလို့သေးလို့လဲဦးမင်းထက်ကပြောရင်းနဲ့မေတော်ရဲ့တုံရင်နေတဲ့လက်ကလေးကိုလှမ်းကင်လိုက်တယ်မေတော်လက်ကိုယုံဖယ်ရင်လေတံမမာနဲ့ပဲတောင်းပန်တူရှိုးမိတယ်ဦးတော်ပါတော့သမီးတောင်းပန်ပါတယ်မမေကိုလည်းငဲ့ညာပါအောင်သမီးကိုဒီလိုမျိုးထပ်မလုပ်ပါနဲ့တော့ဦးမင်းထက်ကဒေါသတကြီးနဲ့နှောင်မောလိုက်ပြီးမေတော်ညနာနာကိုတိုးကန်လာတယ်သူ့မျက်လုံးတွေကရိုးသားတယ်ပတ်ထွေးတူးရဲ့မျက်လုံးတွေမဟုတ်တော့ပဲတားကောင်ကိုဝါမြူတော့မေတားရဲတကောင်လုံးရက်ဆက်မှုတွေပြည့်နှက်နေခဲ့ပြီမေတော်မင်းအခြေအနေကိုမင်းသဘောပေါက်စမ်းပါအခုမင်းနဲ့ငါနဲ့ဘာဖြစ်ခဲ့လဲဆိုတာမင်းအသိဆုံးပဲနေမှာပဲမင်းအမေသာတိသွားခဲ့ရင်မင်းကိုသူ့ယောက်ျားကိုညှို့ဆွဲတဲ့မိမ့်မလဲဆိုပြီးအိမ်မောင်ကနေစိတ်ဆိုးပြီးနှင်ချမှာပြီးတော့ငါမှငွေလည်းရှိတယ်အရှိန်အဝါကြီးလည်းရှိတယ်ဘသူကမင်းစကားကိုယုံပါလဲဦးကလူယုံမှာပဲမေတော်မျက်ရည်တွေဝေါကနေကြလာရင်အော်ငိုမိတယ်ဟုတ်တယ်ငါလူယုံမှာပဲဒါပေမဲ့အဲ့ဒီလူယုံမှာပေးတဲ့ပတ်စံနဲ့မင်းတို့သားမီးနှစ်ယောက်စီးစိမ်ခံနေရတာမဟုတ်ဘူးလားအေးအေးဆေးဆေးငြိမ်ငြိမ်လေးနေမယ်ဆိုရင်မင်းလည်းဒုက္ခပုံရောက်မယ်မင်းမေလည်းစိတ်ချမ်းသာမယ်မဟုတ်ရင်တော့မင်းတို့ဘဝအားလုံးပြက်စီးသွားစေရမယ်နော်ငါ့ကိုဘာမှတ်နေလဲဦးမေထက်ကမေတော့မေးစီကိုနာကျင်အောင်ဆွဲညင်ရင်ချိန်ချောင်လိုက်တယ်မေတော့ရင်ထဲမှာကြောက်ရွံ့မှုတွေကအထွတ်အထိပ်ကိုရောက်သွားခဲ့ရတယ်သူမအနေနဲ့မမေကိုဘဝပြက်အောင်မလုပ်ရတယ်လို့မိမိကိုလည်းဒီနုံအိုင်ထဲကနေဘလို့ရုံထွက်ရမယ်မသိတော့ပဲလမ်းပြောင်းနေခဲ့ရတယ်ဒီလိုနဲ့တကြားတုတ်ထားတဲ့စူးရဲ့အစိတ်တွေကမေတော့ရဲ့ဘဝတစ်ခုလုံးကိုတဖြည်းဖြည်းနဲ့အမြင့်ကနေလိုက်စားပုတ်ပွားသွားအောင်ဖန်တီးနေပါတော့တယ်လူဦးဆိုတာစိတ်ဆင်းရဲစရာခြောက်ချားစရာတွေနဲ့ရင်ဆိုင်ရတဲ့အခါခန္ဓာကိုယ်ကပါလိုက်ပြီးရိုင်နေလာတတ်တာတဘာဝပဲမေတော်တယောက်အိမ်ထဲမှာဦးမင်းထန်နဲ့မျက်လုံးချင်းမစုံမိအောင်ရှောင်ဖယ်နေရင်ကနေစိတ်ဖိစီးမှုတန်တွေကြောင့်တဖြည်းဖြည်းမှိုင်တွေလာခဲ့တယ်တော်လက်တက်ကြွတဲ့မိန်းကလေးငယ်လေးဟာအခုတော့အရေးတစ်ခုလိုအေးဆက်တိတ်ဆိတ်သွားခဲ့ရပြီသမီးဒီနေ့ကျောင်းကစာမေးပွဲရလက်ထွက်လာတယ်မလားကြပါအောင်ဘလို့လဲညစာစာပွဲမှာဒေါ်တီတာကဟင်းခွက်တွေကိုလှည့်ပြင်းသမီးဖြစ်သူကိုလှမ်းပေးလိုက်တယ်။မေတော့ရင်နဲ့ဒိတ်ခနဲဖြစ်သွားပြီးလက်ထဲကဇုံးအောင်တုံသွားရတယ်။ဟိုမေသမီးဒီတစ်ခေါက်စာမေးပွဲမှာအဆင့်တွေအများကြီးကျသွားတယ်။ဘာဒေါ်တီတာဟာမျက်မှောင်ကြီးကုပ်ပြီးဟင်းခွက်ကိုစပွဲပေါ်ခတ်ပြင်းပြင်းချပြလိုက်တယ်။သမီးနင်ကဘာတွေလုပ်နေလို့လဲ။အရင်ကအမြဲတမ်းပထမဒုတိယရနေတဲ့သမီးလေးဟာအခုဘာလို့အဆင့်တွေအဲ့လောက်ထိကြာရတာလဲအိမ်မှာလည်းနှင့်ကိုအဆင့်မြင့်မြင့်ထားပြီးတယ်ဘာမှလူတွေသိမ့်မရှိအောင်အဖေဖြစ်သူကလည်းဖြည့်ဆည်းပေးထားတဲ့ဟာကိုနင်စားထဲမှာစိတ်မပိုင်ဘယ်နေရာတွေမှာအာယုံတွေရောက်နေရလဲပြောစမ်းမေတော့မမေရဲ့အပြစ်တင်စကားလုံးတွေကမေတော့နှလုံးသားကိုဓာတ်နဲ့မှုန်းနေတယ်လို့ပါပဲသမီးဘာဖြစ်နေလဲဆိုတာမမေသိရင်ကျိုးသွားမှာလို့ပြောချင်ပေမဲ့အောင့်ကြီးတီးခံနေရတာပါတီတာရဲ့မင်းကလည်းခလေးကိုတိတ်မဆူပါနဲ့ထို့စဉ်ဦးမင်းထက်ကကြားကနေဝင်ပြီးနူးညံ့ပြူငါတဲ့လေးတန်နဲ့စကားဖြတ်ပြောပေးပြန်နေမေတော့ကစာကျိုးစားတဲ့ကလေးပါကွာဒီတစ်ခေါက်စိတ်မပါတခုခုရှိလို့နေမှာပေါ့ဟုတ်တယ်မလားမေတော့ဦးကိုပုံမှန်လင်းလင်းပြောလို့ရတယ်နော်ဘာအခက်အခဲတွေရှိနေလို့လဲဦးမင်းထက်ကပြောရင်းနဲ့စပွဲအောက်ကနေမေတော့ရဲ့ခြေထောက်ကိုသူ့ခြေထောက်နဲ့မတိမတာလှမ်းပြီးဖိကတ်လိုက်တယ်မေတော့လမ်းဖြတ်ပြီးခြေထောက်ကိုအမြန်ရုပ်လိုက်မိတယ်သူ့ရဲ့ရုပ်ပြအကူအညီတွေနောက်ွယ်ကကောက်ကျစ်တဲ့အပြုတ်အမူတွေကြောင့်မေတော့မှထမင်းမေဆက်မစားနိုင်တော့ပဲပြုတ်တက်ချင်တယ်လို့ဖြစ်လာရတယ်
မေသမီးဘိုက်ဝဝါပြီးအခန်းထဲကိုသွားတော့မယ်မေတော်ထမင်းပကံကိုတွန်းပစ်ပြီးဝုန်းနိုင်ကျဲကထွက်သွားခဲ့တယ်ကြည်စမ်းကိုမင်းထက်ကြီးအဲ့ဒီကလေးမလေးကရှင်အလိုလိုက်ထားလို့ဇယိုက်တွေပြက်ကုန်တာကျမတော့အံ့လဲအံ့ဩပါရဲ့တော့စိတ်လဲတိုးတယ်ဒေါ်တီတာကစိတ်ပြက်လက်ပြက်နဲ့ပြောရှာတယ်စိတ်မရှိပါနဲ့တီတာရမင်းကလေးကအရွယ်ရောက်လာတော့စိတ်ကစားအမျိုးရှိလို့နေမှာပေါ့ကိုသမီးကိုတေချာနားလည်အောင်ပြပြပေးပါမယ်ကွာဦးမင်းထက်ရဲ့အပြုံးတွေကဒေါ်တီတာကိုအကျွင်းမဲ့ယုံကြည်သွားစေပေမဲ့ဒေါ်တီတာရဲ့စိတ်ထဲမှာတော့သမီးဖြစ်သူရဲ့ထူးဆန်းတဲ့အမူအရာတွေပေါ်တန်တရားအနှဲငယ်စတင်ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်ရက်အနှဲငယ်ကြားတဲ့အထိဒေါ်တီတာကသမီးဖြစ်သူကိုမတိမတာစောင့်ကြည့်နေခဲ့တယ်သမီးကအိမ်မှာဦးမင်းထက်ရှိတဲ့အချိန်ဆိုရင်အခန်းထဲကနေလုံးဝမထွက်သလိုဦးမင်းထက်အနားလာရင်လည်းထိတ်လန့်ကကြောက်လန့်တကြားရှောင်ဖယ်တက်တာကိုသတိပြုမိလာတယ်ညနေခင်းတစ်ခုမှာတော့ဒေါ်တီတာကအဝတ်အစားတွေသိမ်းမှုမေတော့အခန်းထဲကိုတိတ်တဆိတ်ဝင်လာခဲ့တယ်မေတော်ကတော့ကရင်ပေါ်မှာဒူးကောင်းလေးဖွင့်ပြီးငေးငိုင်နေစေသမီးအမလေးအမေရဲ့လက်လိုက်တာသမီးအမေကိုအမှန်တိုင်းပြောစမ်းသမီးဖေဖေကိုဘာလို့အမြဲတမ်းအဲ့ဒီလိုရန်သူလိုကြည့်နေရတာလဲ तू ကသမီးကိုဘာလို့ထားလို့လဲဒေါ်တီတာကမျက်မှောင်ကုပ်ပြီးဆူဆူဆက်ဆိုင်မေးလိုက်တယ်မေတော့ရင်ထဲမှာမှုန်တိုင်းတစ်ခုဝုန်းတိုင်းကျဲသွားတယ်လို့ပဲငါပြောလိုက်ရမလားမမေကိုအမှန်တိုင်းဖွင့်ပြောလိုက်ရမလားဆိုတဲ့အတွေးကနှလုံးသားထဲမှာအလူအယက်ရုန်းကန်နေတယ်မမေသမီးပြောရင်မမေယုံပါလားယင်မေတော်မျက်ရည်တွေဝိုင်းလျက်နဲ့အတန်တုံတုံရင်လေးနဲ့မေးလိုက်မိတယ်ဘာလို့လဲသမီးကအရင်ပြပြတော့မှမမေကယုံမယုံသိမှာပေါ့မေတော်နှကန်းကိုကိုက်ပြီးအာယုကပြောဖို့ပြင်လိုက်တော့အခန်းဝါကနေချောင်းဆိုးတန်ခက်ပြင်းပြင်းတကူထွက်ပေါ်လာတယ်လှမ်းကြည့်လိုက်တော့ဦးမင်းထက်ကတကားဘက်ကိုမှီပြီးရက်နေတာကိုတွေ့လိုက်ရတယ်သူ့မျက်လုံးတွေကအေးဆက်လောင်ပြောင်နေပြီးမေသက်ကိုမတိမတာမျက်ခုံပင်ပြရင်ချင်းချောင်းလိုက်တယ်မင်းပြောရင်မင်းပဲဘာဖြစ်သွားမလဲသိတယ်မလားဆိုတဲ့အတိတ်ပဲနဲ့အော်သိတာဒီမှရှိနေတာ哦ကိုတီတာကအပြင်မှာကော်ဖီတောက်ဖို့လားခေါ်တာသမီးလေးဆက်ချက်ပါစီကွာလာဦးမင်းထက်ကဝင်ပြောလိုက်တော့ဒေါ်တီတာကသမီးကိုတစ်ချက်ကြည့်ပြီးတက်ပြင်းချကထွက်သွားခဲ့တယ်မေတော်မင်းနှုတ်ခမ်းကတိတ်လှုပ်ချင်နေရပဲနော်တတိထောင်ဦးမင်းထက်ကမေတော့အနာကိုတိုးလာပြီးနန်းနာကကလေးတန်းတုတ်တုတ်နဲ့တတိပေးပြီးထွက်သွားခဲ့တယ်မေတော့ကတင်းပေါ်ကိုပုံလျက်သားလဲကျသွားပြီးခေါင်းအောင်ကိုဖိကအတန်မထွက်အောင်အော်ငုံမိတော့တယ်မိခင်ဖြစ်သူရဲ့တန်တရားမျက်လုံးတွေကမိမိကိုကဲတင်မဲ့မျက်လုံးတွေလားဒါမှမဟုတ်မိမိကိုပို့ပြီးအကြက်ရိုက်စေမဲ့မျက်လုံးတွေလားဆိုတာမေတော်မခွဲခြားနိုင်တော့ပဲစိတ်ပြက်အားငယ်မှုတွေကသာဘဝတစ်ခုလုံးကိုဝါမြူသွားပါတော့တယ်နနက်ခင်ရဲ့အလင်းအောင်ဖြစ်ဖြစ်ဟာပြည်သေးပေါင်းမှတဆင့်အခန်းထဲကိုကြာရောက်နေပြီမဲ့မေတော်အတွက်တော့ကဘာကြီးတစ်ခုလုံးမှောင်မိုက်နေစေပဲဖြစ်ပါတယ်မကြသေးခင်ရက်ပိုင်းကစပြီးမေတော်ခန္ဓာကိုယ်ထဲမှာထူးဆန်းတဲ့ပြောင်းလဲမှုတချို့စတင်ဖြစ်ပေါ်လာခဲ့တယ်အစားအသောက်မြင်ပြုတ်အန်ခြင်းစိတ်ပေါက်လာတာအနံ့အသက်တွေကိုမခံနိုင်ပဲခေါင်းမူးဝေတာတွေကမိန်းကလေးတယောက်ရဲ့ဘဝမှာအကြောင်းရုံဆုံးအရာတစ်ခုကိုလက်ညှိုးထိုးပြနေတယ်လို့ပါပဲမေတော်ကရင်ပေါ်ကနေအလန့်တကြားထားပြီးမိဖို့ကြောင့်နောက်ဖေးကပေးစင်စီကိုပြီးကရေဘက်ကိုထုပြီးအန်ချမိတယ်ထွက်လာတာကတော့ရေကြီးတချို့ကလွှင်ရင်ဘာမှရှိမနေပဲရေဘက်တစ်ခုလုံးသာပူလောင်ပြီးကြံရခဲ့ရတယ်မေသမီးဘာဖြစ်လို့လဲအံ့နေတာလားဒေါ်တီတာကအိမ်နောက်ဖွေဝင်လာရင်သမီးဖြစ်သူကိုစိုးရိမ်တကြီးနဲ့ကြည့်တယ်မေတော်မျက်နှာဖြူရော့သွားပြီးဘေးစင်ကိုအားကုန်တကြီးဆုပ်ကင်ထားမိရဲ့ဘာမှမဖြစ်ပါဘူးမမေရဲ့အစာမကြည့်လို့ထင်ပါတယ်အစာမကြည့်တာဒီမဟုတ်တော့ပါဘူးသမီးရဲ့မျက်နှာကလည်းဖြူရောနေတာပဲနေအောင်မမေစိတ်တတာတွေဟာအစာကြည့်စလေးတွားယူလာပြီးမှကြားလားခဏနေအောင်နော်ဒေါ်တီတာကအိမ်ရှိကိုပြန်ထွက်သွားတဲ့အချိန်မှာမေတော်ရင်ဘက်ကိုလက်နဲ့ဖိပြီးမျက်ရည်တွေဝေါကနေကျလာခဲ့တယ်နှလုံးသားတစ်ခုလုံးတဒုံဒုံနဲ့အဆက်မပြတ်ခုန်ရင်လို့နေခဲ့ရပြီမဖြစ်နိုင်ဘူးမဖြစ်နိုင်ပါဘူးငါမှဘာလို့အဲ့ဒီလိုမျိုးအဲ့ဒီလိုမျိုးမဖြစ်နိုင်ဘူးမိမိကိုညင်းဆန်နေပေမဲ့စိတ်ထဲကအသိစိတ်ကတော့အမှန်တရားကိုသိနေခဲ့ပါပြီအဲ့ဒီအချိန်မှာပဲအိမ်နောက်ဖွေတကားဝစီကနေခြေတံခက်မှန်မှန်တကူကြားလိုက်ရပြီးဦးမင်းထက်ကမေတော့အနာကိုတိတ်တဆိတ်တိုးကပ်လာခဲ့တယ်မေတော့မင်းဘာဖြစ်နေရလဲ
ဦးမင်းထက်ကလေတံတိုးတိုးနဲ့မိတယ်ဒါပေမဲ့သူ့မျက်လုံးထဲမှာစိုးရိမ်စိတ်နဲ့ထိတ်လန့်မှုတွေအရေးထည်နေတာကိုမေတော်မြင်လိုက်ရတယ်ဦးမင်းထက်သမီးစီမှာအန်ဂျင်စိတ်တွေဖြစ်နေတယ်မေတော်အတန်တုံတုံနဲ့တူတူလေးပြန်ပြောလိုက်မိတယ်မင်းရာစီသွေးရောပုံမှန်လာရဲ့လားဦးမင်းထက်ကမေတော်ပခုံးကိုဆွဲကင်ပြီးမျက်မှောင်ကုတ်ခါမေးလိုက်တယ်မလာတာ2 လရှိနေပြီဦးမင်းထက်ရဲ့မျက်နှာတစ်ခုလုံးချက်ချင်းပြက်စီးသွားပြီးမေတော်လက်မောင်းကိုခက်တင်းဆုံးညစ်လိုက်တယ်မိုက်လိုက်တာမေတော်ရာမင်းဘာလို့ခုမှပြောတာလဲကွာဒုက္ခပဲဒါတိတ်ချောင်းဘောက်ကိုဝင်ရှိနေတာရှင်ဦးသမီးဘာလို့ရမှာလဲမမေတိသွားရင်စိတ်ဆင်းရဲပြီးတိတ်လိမ့်မယ်သမီးကြောက်တဲ့ဦးရဲ့ခုညီပါအောင်မေတော်တောင်းပန်တိုးရှိုးနဲ့မျက်ရည်တွေဒရက်ဆက်စီကြလာတယ်တော်စံမင်းအတန်မထွက်နဲ့မင်းအမေကြားသွားလိမ့်မယ်တီတာဝင်လာတော့မှငါအခြေအနေကိုကြည့်ပြီးစစ်စင်ပေးမယ်မင်းလလောဆယ်ငင်းငင်းလေးပဲနေကြားလားဦးမင်းထက်ကသတိပေးပြရနဲ့ခြေလမ်းတွေကိုအမြန်ဆုပ်ပြီးဧကန်ဘက်ကိုထွက်သွားခဲ့တယ်ခဏနေရောဒေါ်တီတာကစီလုံးနဲ့ရေခွက်ကိုကင်ပြီးပြန်ဝင်လာတယ်ကဲသမီးဒါလေးကိုတောက်ထားလိုက်ပြီးရင်အခန်းထဲမှာနားနားနေအောင်ဒီနေ့ကြောင်းမသွားနေတော့ကြားလားဟုတ်ကဲ့မေတော်ဆေးကိုမြူချလိုက်ပြီးမြရှင်ထဲကအပူလုံးကြီးကတော့ကြမသွားခဲ့ပါဘူးအခန်းကိုပြန်ရောက်တော့ဂရင်ပေါ်မှာဒူးတုပ်ပြီးတုံရီနဲ့ငိုးနေခဲ့မိတယ်ငါးဖိုက်ထဲမှာဒီလူယုံမာရဲ့သွေးသားတွေရှိနေတာပေါ့အပြင်းမရှိရဲ့အသက်တစ်ချောင်းအမားတွေရဲ့တက်တေတစ်ခုကငါစီမှာတီရှိနေပြီပေါ့လေမေတော်ကိုဝမ်ဘိုက်ကိုပြန်ကြည့်ရင်ရှက်စိတ်နာကြီးစိတ်ချောက်ကြားစိတ်တွေပေါင်းစပ်ပြီးယူမတက်ခံစားရတယ်မိမိရဲ့ဘဝမိမိရဲ့အနာဂတ်မိမိရဲ့ကောင်းမွန်တဲ့ပညာရေးလမ်းကြောင်းအလုံးဟာအခုတော့အမိုက်ပုံတွေကိုရောက်သွားရတော့မယ်အလားပါပဲညနေပိုင်း7 နာရီခွဲခန့်မှာတော့အင်ကြီးတအိမ်လုံးတိတ်ဆိတ်ညီတက်လို့နေတယ်ဒေါ်တီတာတယောက်အိပ်ပျော်နေတဲ့အချိန်မှာမေတော့အခန်းတကားကိုအသားရတုံးဖွင့်ပြီးဦးမင်းထက်ဝင်လာခဲ့တယ်ဇလန်းလေးတွေနားထောင်ရတာကြိုက်နေတတ်တယ်ဆိုရင်တော့ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပြီးဗီဒီယိုလေးကိုလည်းလက်မလေးတယောက်တစ်ခုစီလောက်နှိပ်ခဲ့ပေးကြပါအောင်ရှင်သူ့လက်ထဲမှာအဖြူအောင်ဆေးဘူးလေးတစ်ခုပါလာတယ်မေတော့ထားစမ်းဦးမင်းထက်ကမေတော့ကိုလှုံနိုးလိုက်တယ်မေတော့လက်နိုးလာပြီးဂရင်ပေါ်မှာထိုင်လိုက်မိတယ်ဘာလဲဦးမင်းထက်ကလက်ထဲကဆေးဘူးကိုဂရင်ပေါ်ကိုပြစ်တင်ပေးလိုက်ရင်ဒါကိုဝင်ဖြတ်ချတယ်စီအခုချက်ချင်းတောက်ထားလိုက်ဒါမှအားလုံးအေးအေးဆေးဆေးပြီးသွားမှာကြားလားမေတော်ဆေးဘူးကိုကြည့်ပြီးရှင်ထဲမှာတုန်လှုပ်သွားရတယ်မိမိကဒီကလေးကိုမလိုချင်တာမှန်ပေမဲ့ဥပဒေမဲ့ဆေးတောက်ပြီးဖြတ်ချရမယ်ဆိုတဲ့အတီးကမိန်းကလေးတဦးအတွက်အသက်အန္တရာယ်စိုးရိမ်စရာဖြစ်နေတယ်ဆိုတာကိုသိနေခဲ့တယ်။အိုးဒါကြီးကအန္တရာယ်များရလို့သမီးကြားဘူးတယ်။ဆရာဝန်နဲ့မတိုင်မီပဲတောက်ရင်အသက်အန္တရာယ်ရှိနိုင်တယ်တဲ့အသက်အန္တရာယ်ရှိတာထက်ဒီကိုဝင်ကြီးထွက်လာပြီးတီတာတိသွားရင်အားလုံးဘဝပြစ်မှာမင်းမကြောက်ဘူးလားမေတော့မင်းကဒုက္ခပေးချင်နေရလားမင်းအိမ်တွေရနဲ့အေးအေးဆေးဆေးပြီးသွားခြင်းအခုချက်ချင်းတောက်ထားလိုက်ဦးမဲထက်ရဲ့လေတန်းကရက်ဆက်လွန်လာတယ်သမီးမတောက်ရဲဘူးသမီးချောက်တယ်ဆရာဝန်စီကိုတော့ပြရအောင်ပါမေတော်မျက်ရည်တွေဝိုင်းလျက်တောင်းပန်မိတယ်မင်းယူနေလားမေတော်ဆရာဝန်စီသွားရင်အလုံးသိကုန်မှာပေါ့ဟာငါရဲ့ဂုံတိတ်ခါကြီးငါရဲ့စီးပွားရေးတွေပြက်စီကုန်မယ်မင်းကငါအေးအေးဆေးဆေးပြောနေတော့တောက်စမ်းဦးမင်းထက်ကမေတော်စပင်ကိုဆွဲပြီးစီးလုံးကိုပါဇက်ထဲအတင်းထည့်ဖို့ကြိုးစားတယ်မေတော်ရုံးကန်ရင်ရေခွက်ကကျမ်းပြင်ပေါ်ကိုကွဲချသွားခဲ့ဖန်ခွက်ကွဲထံပြင်းပြင်းကြောင့်နှစ်ဦးလုံးထိတ်လန့်သွားပြီးငြိမ်ကျသွားခဲ့ကြတယ်အပြစ်ဘက်ကနေဒေါ်တီရာရဲ့ခြေတံထွက်လာတာကိုကြားလိုက်ရတဲ့အခါသမီးအခန်းထဲမှာဖြစ်နေရလေဒေါ်တီရာရဲ့အတန်ကတကားဝစီကနေထွက်လာတယ်ဦးမင်းထက်ကဆေးဘူးကိုအမြန်အိတ်ကတ်ထဲထည့်ပြီးဂရင်ဘေးကအမှောင်ရိပ်ထဲမှာပုံလိုက်ရတယ်မေတော်အသက်ကိုအောင့်ထားရင်မျက်ရည်တွေကိုတုတ်ခါရှင်ဘာမှမဖြစ်ပါဘူးမေသမီးရေတောက်ရင်ခွက်လွတ်ကျသွားလို့ပါသမီးပြန်ကောက်လိုက်ပါမယ်ဩသတိထောင်သမီးရဲ့ညက်ဘက်ကြီးအမောင်နဲ့ရှောက်လုံးမနေနဲ့အိတ်တော့ဒေါ်တီရာခြေတံပြန်ဝေးသွားတဲ့အခါမှာဦးမင်းထက်ကအမောင်ရိပ်ထဲကနေထွက်လာပြီးမေတော်ကိုလက်ညှိုးငုံထိုးကချိန်ချောက်လိုက်ပြန်နေ
မင်းတတိထားနေမိတော့ငါပေးတဲ့ဆေးကိုမနှက်ဖြတ်မနှက်မှမတောက်ထားရင်မင်းနဲ့မင်းအမေဘာဖြစ်သွားမလဲဆိုတော့စောင့်ကြည့်လိုက်သူဟာပြောပြောဆိုဆိုနဲ့အခန်းထဲကနေလှည့်ထွက်သွားခဲ့တယ်မိတော်ကတော့ဖန်ကွဲစတွေကြောင်မှဒူးထောက်လျက်သားနေမိမိရဲ့ခန္ဓာကိုယ်နဲ့မိမိရဲ့ကံကြမ္မာကိုစိုးမိုးချေလည်နေတဲ့ပထဝီဖြစ်သူရဲ့ရက်စက်မှုတွေမိမိအပေါ်ဘာမှမရိပ်မိတဲ့မိခင်ဖြစ်သူရဲ့ယုံကြည်မှုတွေကြောင့်မှညှက်ပိတ်ပြီးဘဝရဲ့အမှောင်ဆုံးညတညကိုရင်နာစရာနောင်တမျက်ရည်တွေနဲ့ဖြတ်တန်းနေရပါတော့တယ်။ညကအဖြစ်အပျက်တွေကြောင့်မိတော်တယောက်တညကတော့မျက်စိတမိန်မှမအိပ်ခဲ့ရဘူး။အာယုံဦးအလင်းရောင်ကဘာမြေပေါ်ကိုရောက်လာတဲ့ချိန်မှာတော့မိတော်ရဲ့စိတ်အခြေအနေဟာအစွန်းတစ်ဖက်ကိုရောက်နေခဲ့ပြီဖြစ်ပါတယ်။ကလေးချိန်ရင်းကတန်းကျင်ပေါ်မှာပြန့်ကျဲနေတဲ့ဖန်ကွယ်စတွေဟာအပိုင်းပိုင်းအဆက်ဆက်ပြုတ်ကွဲသွားတဲ့မိတော်ရဲ့ဘဝကိုပူစားပြုတ်နေတယ်လို့ပါပဲ။မိတော်မှန်နေကုန်ရှိမှရက်ပြီးမှန်နေကမိမိကိုယ်ကိုပြန်ကြည့်မိတယ်။မှန်နေမှမြင်နေရတဲ့မိန်းကလေးဟာမျက်ကွင်းတွေညိုမဲပြီးနှကန်းတွေခြောက်ကပ်ကတမတ်ရုပ်သေးတစ်ခုလိုခြောက်တွေလွန်လာပါတယ်။ငါဟာဒီဆေးတွေကိုတောက်ရမှာလား။ငါအသက်အန္တရာယ်ကြီးကိုလောင်ချစ်ထပ်ပြီးဒီလူယုံမာရဲ့အပြစ်တွေကိုငါဖုံးကွယ်ပေးထားရမှာလား။မိတော်ရင်ထဲမှာမိကုံပေါင်းမြောက်များစွာနဲ့လှိုင်းလုံးတွေတရက်ဆက်ရိုက်ခတ်နေတော့အောက်ထပ်ကနေမမေရဲ့ဈေးဝယ်ထွက်ခါနေနှုတ်ဆက်တန်ကိုကြားလိုက်ရတယ်။ကိုမင်းထက်ကြီးကျမဈေးကိုခဏသွားလိုက်အောင်မယ်နော်။သမီးလေးကလည်းနေသိမ့်မကောင်းဘူးအခန်းထဲမှာပဲရှိနေလိမ့်မယ်။ရှင်မဲအိမ်ကိုခဏကြည့်ပေးထားပါအောင်နော်။စိတ်ချပါတီတာယာအေးစစ်စစ်တာသွားအေးရက်ကိုရှိတယ်လေ။ဦးမင်းထက်ရဲ့နှွေးထွေးဟန်ဆောင်ထားတဲ့အတန်ကြီးကိုကြားလိုက်ရတဲ့အခါမိတော်ခန္ဓာကိုတစ်ခုလုံးထိတ်ကနေဖြစ်သွားပြီးစက်သီးတွေဖြန်းကနေထသွားရပြန်နေ။မေထွက်သွားပြီးမိနစ်ပိုင်းကြာမှပဲမိတော်အခန်းတကားဟာကြက်မထိုးထားမိတဲ့အတွက်ဝုန်းကနေပွန့်ထွက်လာခဲ့ပါတယ်။ဝင်းလာတာကတော့ညကအတိုင်းပဲရက်ဆက်အေးဆက်လာတဲ့မျက်နှာဖေးနဲ့ဦးမင်းထက်ပဲဖြစ်ပါတယ်။သူ့ရဲ့လက်ထဲမှာရေဖန်ခွက်တစ်ခွက်နဲ့ညကကိုဝင်ဖြတ်ချတဲ့စီးဘူးကိုကင်ထားပြန်နေ။ကဲမေတော်မင်းအမေလည်းမရှိဘူး။ငါပေးထားတဲ့ဆေးကိုအခုချက်ချင်းတောက်စမ်း။ဦးမင်းထက်ကဆေးလုံးကိုဘူးထဲကနှိုက်ယူပြီးမေတော်ရှိကိုတိုးပေးလိုက်တယ်။သူ့လေတံကအမိတ်ပေးရဲ့လေတံမျိုးမေတော်နောက်ကိုတလန်းဆုံရင်ခေါင်းကိုအပြင်းအထန်ရမ်းခါမိတယ်။ဟဲ့သမီးမတောက်ဘူးဦးဒီဆေးကအန်ရရှိရဆိုတာသမီးသိထားပြီးပြီသမီးအသက်ဆုံးရှုံးနိုင်တယ်လို့လည်းပြောတယ်သမီးမတောက်နိုင်ဘူးနော်ဘာဦးမင်းထက်ရဲ့မျက်နှာကြီးဒေါသကြောင့်မြင်မြန်းလာပြီးလက်ထဲကရေခွက်ကိုစပွဲပေါ်ခက်ပြင်းပြင်းစောင့်ချလိုက်တယ်မေတော်နင်ငေါ့တော်လန့်ချင်နေရလားနင်အသက်ရှင်ဖို့ပဲတွေးနေပြီနင်ရဲ့ဂုံတိတ်ခါပြက်စီးမအောင်ကြတော့မငဲ့တော့ဘူးပေါ့လေဒီကိုဝင်ကြီးတာလူတွေတိသွားရင်ငါရဲ့စီးပွားရေးလုပ်ငန်းတွေလူမှုပတ်ဝန်းကျင်ကလူတွေဘာဖြစ်သွားမလဲနင်စဉ်းစားမိလားဦးရဲ့ဂုံသိက္ခာတစ်ခုတည်းကိုပဲကြည်နေတာပဲသမီးဘဝတစ်ခုလုံးဖြတ်စည်းခဲ့တာဦးလေသမီးတို့ဒီလိုဖြစ်အောင်လုပ်တာလဲဦးပဲမဟုတ်လားအခုကျတော့သမီးကိုတေချောင်းကြံစီခိုင်းနေရလားမေတော်ရင်ထဲကနာကြည့်ချက်တွေအကုန်စုပြုံပြီးအော်ဟင်ပြီးတော့တယ်မျက်ရည်တွေလည်းထိမ့်မရသိမ့်မရစီးကြလာခဲ့တယ်တော်စမ်းမေတော်နင့်အတန်ကိုလျှော့စမ်းဦးမင်းထက်ကမေတော်အနာကိုအရှိန်အဟုန်နဲ့တိုးလာပြီးမေတော်ရဲ့ပါးပြင်းနှစ်ဖက်ကိုလက်တစ်ဖက်ထဲနဲ့အားပြင်းစွာဆွဲညင်လိုက်ပါတယ်မေတော်နာကျင်လုံးလုံးညှိတွားမိပေမဲ့သူကတော့ကြယူမဆိုင်ပါဘူးမျက်နှာချင်းဆိုင်ကနေသူ့ရဲ့ရဲဆက်တဲ့မျက်နှာပုံကကြသွားတဲ့ရုပ်ဆိုးမှုကိုမေတော်အနီးကမြင်တွေ့နေရတယ်မင်းသဘောပေါက်လိုက်စမ်းပါမင်းဘာလို့ငါ့ကိုပဲအပြစ်ပုံချခြင်းနေရလဲမင်းရောငြိမ်ခံမနေခဲ့ဘူးလားငါပေးတဲ့လက်ဆောင်တွေငါပေးတဲ့ပတ်စံတွေကိုမင်းယူခဲ့တာပဲမဟုတ်လားအခုကြမှလာပြီးသူတို့ကောင်းလာလို့မနေနဲ့ဒီစိတ်ကိုမင်းတောက်ရင်တောက်မတောက်ရင်မင်းရောမင်းအမေပါဒီအိမ်ပေါ်ကနေအဝတ်တစ်ချက်ကိုတစ်ခုနဲ့ဆင်းသွားရမယ်မင်းတို့ကလမ်းဖေးရအောင်လုပ်ပြင်မယ်နော်သူ့ရဲ့စကားလုံးတွေကမေတော်နှလုံးသားကိုအပိုင်းပိုင်းဖြတ်တောင်းနေတယ်လို့ပါပဲမေတော်သူ့လက်ကိုအတင်းယုံကန်ရင်မျက်ရည်တွေကြားကနေစိုက်ကြည့်ပြီးပြောလိုက်တယ်ဦးတကယ်ပဲရက်ဆက်လုံးနဲ့သမီးမေမေကဦးကိုအသက်ထက်မကယုံကြည်ကိုးကွယ်ခဲ့တာအခုတော့ဦးကသမီးတို့သားမီးနှစ်ယောက်စလုံးရဲ့ဘဝကိုနင်းချနေပြီပေါ့သမီးဒီစိတ်ကိုလုံးဝမတော့ဘူးသမီးသိချင်းသိပါစေဦးရဲ့အပြစ်တွေကိုဖုံးကွယ်ဖို့အတွက်သမီးအသက်ကိုတော့အဆုံးရှုံးမခံနိုင်ဘူးမင်းကတကယ်မတော့ဘူးပေါ့ဦးမင်းထက်ဟာဒေါသအဟုန်ကြောင့်မေတော်ကိုဂရင်ဘော်ကိုတွန်းလှဲချလိုက်တယ်မေတော်ဂရင်ဆောင်နဲ့စောင်းမိပြီးနာကျင်စွာညှိတွားမိသွားတယ်ဦးမင်းထက်ကမေတော်အပေါ်ကိုအုပ်မိုးပြီး
စေးလုံးကိုပါဇက်တဲ့အတင်းထည့်ဖို့စူးစမ်းပြန်နေတောက်စံဟာတောက်စံမင်းမတော့ရင်ငါကိုယ်တိုင်မင်းပါဇက်ထဲကိုထိုးထည့်မှာလှပါဦးမေတော်အသက်ရှူကျက်ပြီးရုန်းကန်နေရတယ်သူ့ရဲ့တန်မာလာတဲ့လက်မောင်ကြီးတွေအောင်မှာမေတော်ဟာအားကိုးရမဲ့နေတဲ့သားကောင်ငယ်လေးတစ်ကောင်လိုပဲစိတ်ထဲမှာတော့ငါ့ကိုကယ်မဲ့သူမရှိတော့ဘူးလားငါဘွားကဒီလိုပဲအဆုံးတက်ရတော့မှလားဆိုပြီးမျောလင်းချက်အလေးနက်တွေပျောက်ဆုံးနေခဲ့တယ်ထို့အစဉ်မှာပဲမထင်မှတ်ထားတဲ့အတန်တစ်ခုအခန်းဝါးစီကနေထွက်ပေါ်လာခဲ့တယ်ကိုမင်းထက်ရှင်ကျမသမီးကိုဘာလုပ်နေရလဲထိုအတန်ကြောင့်ဦးမင်းထက်ကောမေတော်ပါထိတ်လန့်တကြားနဲ့တကားဝါစီကိုလှမ်းကြည့်လိုက်မိကြတယ်အခန်းဝါမှာဈေးချင်းနှောင်းကိုကိုင်းမျက်လုံးအစုံပြူးကျဲကမျက်နှာတစ်ခုလုံးသွေးဆုပ်ဖြူဖြောနေတဲ့မိခင်ဖြစ်သူဒေါ်တီရာရက်နေတာကိုတွေ့လိုက်ရပါတော့တယ်ဒေါ်တီရာကတောမိကြံခဲ့တာကြောင့်အိမ်ထဲကိုအမြန်ပြန်ဝင်လာရင်အခန်းထဲကအော်ဟစ်တန်တွေကြောင့်လာကြည့်ရကနေကောက်ကျစ်တဲ့ပထွေးဖြစ်သူရဲ့ဆိုးရုပ်တဲ့မျက်နှာဖုံးကွာကျသွားတဲ့မြင်ကွင်းကိုအတိုင်းသားမြင်တွေ့လိုက်ရခြင်းဖြစ်ပါတယ်အခန်းငယ်လေးတစ်ခုလုံးရုတ်တရက်မေ့စီတစ်ခွက်တိုက်ခံလိုက်ရတယ်လို့မျိုးတိတ်ဆိတ်အေးဆက်သွားခဲ့ရတယ်တကားဝမှာရက်နေတဲ့ဒေါ်တီရာလက်ထဲကဈေးချင်းနှောင်းဟာတမ်းမြင့်ပေါ်ကိုလွတ်ကျသွားပြီးချင်းနှောင်းတွေကတစ်တီတွေဟင်းတီဟင်းရွက်တွေဟာဖျိုးဖျဲလိမ့်စင်သွားခဲ့တယ်ဒါပေမဲ့ဒေါ်တီရာကတော့အဲ့ဓာတွေကိုတတိမထားမိပဲဂရင်ဘော်ကဦးမင်းထက်နဲ့မေတော့ကိုသာသွေးဆုပ်ဖြူဖြောနေတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်နေမိတာတီရာဦးမင်းထက်ကမေတော့အပေါ်ကနေအမြန်ထားရလိုက်ပြီးဝစ်စင်ထားတဲ့အင်ကြီးတွေကိုတက်ရက်ကအယောင်ယောင်အမားမပြန်ပြင်းရင်လေတံကိုမနှဲထိန်ကခေါ်လိုက်တယ်သူ့မျက်နှာမှာဆော့ဆော့ကရက်စက်မှုတွေပျောက်ဆုံးသွားပြီးပြန်ရခတ်နေတဲ့အရေးအယောင်တွေအစားထိုးဝင်ရောက်လာခဲ့ပြီးရှင်တို့တွေကဘာလုပ်နေကြတာလဲဒေါ်တီရာအတန်ကတုံရင်လို့စကလုံးမေထွက်မလာခြင်းတော့ပါသူမခြေလန်းတွေရိုင်းနေပြီးတကားပေါင်ကိုအာကိုတကြီးဆွဲကင်ထားရတယ်မမေသမီးကိုကဲပါအောင်မမေရဲ့မိတော်ကတော့ကတင်ပေါ်မှာကွေးကွေးလေးဖြစ်နေရင်ကနေမမေစီကိုတိုရှိုးတောင်းမှန်ရင်ဝေါကနေငိုချပြလိုက်တော့တယ်ရင်ထဲမှာကြောင်ရုံစိတ်တွေရှိနေပေမဲ့မမေရောက်လာတဲ့အတွက်တစ်ဖက်ကလည်းအာကိုရတကူရလိုက်တယ်လို့ခံစားလိုက်ရတာသိလားမင်းထင်တယ်လို့မဟုတ်ဘူးနော်ကိုကမင်းသမီးနေမကောင်းလို့ခန်းထဲဝင်ကြည့်ပေးတာသမီးကဆောင်းမဘွက်ကြလို့စိတ်ညစ်ပြီးရှောက်လုံနေလို့ကိုကဝင်တားနေတာဦးမင်းထက်ကတဘာဝကြကြနဲ့ချက်ချင်းပဲလိမ့်လေလှည့်ပြဖို့စကလုံးတွေကိုစီမံလိုက်ပြန်နေမလိမ္မာနဲ့တော့ဦးရဲ့ဦးသမီးကိုကိုဝင်ပြကြတဲ့ဆေးအထင်းတိုက်နေရမမေကမြင်သွားပြီပဲမမေသမီးကိုအမြဲတမ်းချိန်ချောက်ပြီးအဲ့ဒါမှပြချင်းခဲ့တဲ့အဲ့ဒီလူယုံမကြီးကသူ့ပဲမမေသမီးဖိုက်ထဲမှာသူနဲ့ရတဲ့ကိုဝင်ရှိနေပြီမမေမေတော်စိတ်ကိုတုံတုံချပြီးအမှန်တရားအားလုံးကိုရင်ခွဲမတက်အော်ဟစ်ဖွင့်ချလိုက်ပါတော့တယ်အခန်းထဲမှာမေတော်ရဲ့ငိုရှိုက်တန်နဲ့အော်ဟစ်တန်တွေကပဲ့တင်ထပ်သွားခဲ့ရတယ်ဘာပြောရမေတော်ဒေါ်တီရာတယောက်နှလုံးသားကိုတူနဲ့အထုခံလိုက်ရတယ်လို့ခံစားလိုက်ရပြီးသမီးဖြစ်သူကိုကြည်လိုက်လျောင်ကြားဖြစ်သူကိုကြည်လိုက်နဲ့ယူမတက်ဖြစ်သွားရရှာတယ်သူမအသက်ထက်မကယုံကြည်ကိုးကွယ်ခဲ့တဲ့မိမိတို့သားအမိကိုကယ်တင်ခဲ့တဲ့နှက်သားကြီးတစ်ပါးလို့ထင်ခဲ့တဲ့သူဟာတကယ်တော့မိမိသမီးရဲ့ရွယ်ကလေးမလေးကိုဖြက်စီးရဲတဲ့တရိษံတဲ့ယုံညံ့နဲ့တားရဲတကောင်ဖြစ်နေပါလားဆိုတဲ့အသီးကဒေါ်တီရာရှင်ဘက်တွေကွဲအမတန်နာကျင်စေခဲ့တာပဲကိုမင်းထန်ရှင်တကယ်ပဲအဲ့လိုလုပ်ခဲ့ရလားရှင်ပြောစမ်းမအောင်ဒေါ်တီရာဟာဦးမင်းထက်ရဲ့အင်ကြီးကော်လာကိုဆွဲပြီးယူသွတ်စွာအော်ဟစ်မေးမြန်းလိုက်တယ်ဦးမင်းထက်ကဒေါ်တီရာလက်ကိုဖြုတ်ချပစ်လိုက်ပြီးသူ့ရဲ့သဘောကောင်းတဲ့မျက်နှာဖုံးကိုလုံးဝချွတ်ချလိုက်ပါတော့တယ်သူဟာအေးဆက်ဆက်နဲ့တယောပြုံပြောလာရင်အေးဟုတ်တယ်သီလားမင်းသမီးကချစ်ဖြူနုနုလေးနဲ့ဆွဲဆောင်မှုရှိလုံးလို့ငါစိတ်မထိန်နိုင်မဖြစ်သွားတာဒါပေမဲ့မင်းစဉ်းစားအောင်နော်မင်းတို့သားမီးနှစ်ယောက်လမ်းဘေးကနေအခုလိုတိုက်ကြီးနေကာအီနဲ့စီးစိမ်ခံနေရတာဘသူကြောင့်လဲငါကြောင့်မဟုတ်ဘူးလားအခုဒီကိစ္စကိုအေးအေးဆေးဆေးဆေးတောက်ပြီးရှင်းလိုက်အားလုံးပြီးတော့မယ်ဟာကိုမင်းသမီးကအကျဉ်ချဲ့နေတာဘာရှင်ကတလိษံထက်တောင်ရုံပါတယ်လူရုံမှာပဲဒေါ်တီရာဦးမင်းထက်ရဲ့မျက်နှာကိုဖြတ်ကနေပရိုက်လိုက်တယ်တဖြက်ဖြက်တုံရင်နေတဲ့ဒေါ်တီရာရဲ့ဒေါသနဲ့နောင်တမျက်ရည်တွေကပါးပြင်ပေါ်မှာစီကျလာခဲ့တယ်
မိမိရဲ့သမီးဖြစ်သူအဆင့်တွေကြလို့မှိုင်းထွေနေတာမိမိကိုတခုခုပြောဖို့စူးစမ်းနေတာတွေကိုတတိမထားမိပဲယောက်ျားအစ်စ်ကိုသာစုံလုံးကန်းယုံခဲ့မိတဲ့မိမိကိုလည်းနာကျင်လို့တေကျင်စိတ်တောင်ပေါက်သွားရတယ်။သိလားမင်းငါ့ကိုပိုင်းရိုက်တယ်ပေါ့လေသိလားဟုတ်လားဦးမင်းထက်ကရိုက်ခံလိုက်ရတဲ့ပါးကိုပို့ရင်မျက်လုံးတွေကနီးမြန်းလာခဲ့တယ်။မင်းတို့သားမီးအခုချက်ချင်းငါအိမ်ပေါ်ကဆင်းသွားကြမင်းတို့ကဘာပိုင်ဆိုင်မှုတွေရှိလို့လဲငါနှင်ချရင်လမ်းဘေးမှာခွက်ပြောက်မဲ့ဟာတွေပွားအခုချက်ချင်းဆင်းသွားကြစမ်းဦးမင်းထက်ကဒေါ်တီရာကိုအခန်းပြင်အောင်အတင်းတွန်းထုတ်ဖို့ကြိုးစားတယ်မဆင်းနိုင်ဘူးရှင်ထောင်ထဲမဝင်ရမချင်းကျမတို့ဘယ်ကုန်းမှမသွားနိုင်ဘူးရှင့်လိုလူယုံမကိုဥပဒေနဲ့အရေးယူမယ်ကျမရဲစခန်းကိုသွားတိုင်မယ်ဒေါ်တီရာကသမီးဖြစ်သူကိုလှမ်းဖက်ရင်အာကိုတကြီးနဲ့အော်ပြောလိုက်တယ်ဘာရဲစခန်းတိုင်မယ်ဟုတ်လားဦးမင်းထက်ဟာအော်ဟေရီမောလိုက်ပြီးဒေါ်တီရာလက်ထဲကဖုန်းကိုလှမ်းလူပြီးနိုင်ရန်နဲ့ရက်ခွဲပစ်လိုက်တယ်မင်းတို့ကဘာတက်တယ်ရှိလို့လဲငါမှငွေရှိတယ်ကွာငါမှအရှိန်ဝါကြီးလည်းအများကြီးမင်းတို့ရဲစခန်းကိုသွားရင်လေမင်းတို့သမီးကပတ်စံမက်လို့ငါ့ကိုမြှူဆွဲခဲ့တာလို့ပဲလူတွေကထင်မှာမင်းတို့ဂုံတိတ်ခါပဲပို့ပြီးနာမည်ပြတ်မှာတေချာစဉ်းစားဆန်းသိတာငါ့ကိုရန်သူလုံရင်မင်းတို့သားမီးအသက်ရှင်လျက်နေရမှာမဟုတ်ဘူးနော်ဦးမင်းထက်ရဲ့ချိန်ချောက်တန်တွေကအခန်းကျင်းလေးထဲမှာမိုးချင်းတန်တွေလိုကြောက်စရာကောင်းလွှမ်းမိုးသွားခဲ့တယ်ဒေါ်တီယာနဲ့မေတော်တို့သားမီးနှစ်ယောက်ဟာအချင်းချင်းဖက်လေတကင်ကိုကျွင်းအာနာနဲ့ငွေကြေးရှိတဲ့လူယုံမာပတ်ထွေးဖြစ်သူရဲ့ရှေ့မှာအာကိုရမဲစွာနဲ့တုံလို့ခြောက်ချနေကြရပါတော့တယ်။သမီးထပါအောင်သမီးရဲ့အတင်ထအောင်နော်မမေရှိတယ်။သမီးရဲ့ဘေးမှာမမေရှိနေပြီနော်။မောင်မိုက်ပြီးအေးဆက်လုံးနဲ့ညနေတကောင်ရံမှာဒေါ်တီယာတယောက်သမီးဖြစ်သူမေတော်ကိုရင်ခွင်ထဲမှာတင်းတင်းကြပ်ကြပ်ပွေဖက်ထားရင်ရှက်ကြီးတငယ်ငယ်ကိုကျွေးနေမိတယ်။ဦးမင်းထက်ကသူတို့သားမီးနှစ်ယောက်စလုံးကိုအပြင်ကနေတကားပိတ်ပြီးအခန်းထဲမှာတော့ခတ်လောင်ပိတ်ထားခဲ့တာလည်းဖြစ်တယ်။ဖုန်းတွေကိုလည်းရိုက်ခွဲပစ်ခဲ့တယ်လို့အိမ်ကအစီကံတွေကိုလည်းသားအမိနှစ်ယောက်စလုံးစိတ်ကြမ်းမာရေးမကောင်းတော့လို့ပေးမတွေ့နိုင်ဘူးလို့ဆိုပြီးအပြင်ထုတ်ထားခဲ့တာ။မိတော်ကတော့မိခင်ဖြစ်သူရဲ့ရင်ခွင်ထဲမှာအသက်မရှိတဲ့ရုပ်တရိုးတစ်ခုလိုငြိမ်သက်လို့နေတယ်။ညဝန်းဆောင်ကပြက်စီးသွားတယ်။အနာဂတ်တွေကိုငေးကြည့်နေတယ်လို့မျိုးခြောက်တွေ့လွန်လာပါတယ်။မမေသမီးတို့ဘာဆက်လုပ်ကြမလဲ။သမီးဘွားကလည်းပြတ်သွားပြီ။ကြောင်လည်းဆက်တက်လို့မရတော့ဘူး။လူတွေသိသွားရင်လေသမီးတို့လက်ညှိုးထိုးကြမှာ။သမီးသိချင်တယ်မမေရဲ့။မိတော်အားနဲ့လုံးလို့လေတိုးတန်လေးနဲ့ပြောရင်မျက်ရည်တွေစီးကြလာတယ်။မပြောပါနဲ့သမီးရဲ့။အဲ့ဒီလိုမပြောပါနဲ့။အမေသမီးမှဘာအပြည့်မှမရှိဘူး။အားလုံးကမမေအပြစ်တွေ။မမေလင်းကိုယုံပြီးစုံလုံးကန့်ခဲ့မိလို့သမီးလေးရဲ့ငိုတန်တွေကိုမချားနိုင်ခဲ့မိတာအခုမမေသမီးကိုကောက်ွယ်ပေးပါမယ်သမီးသေးစရာမလိုဘူးနော်တေးရမှာကအဲ့ဒီလူယုံမှာကဒေါ်တီရာဟာသမီးကိုဖတ်ရင်ရှင်ထဲကနေသွေးမျက်ရည်ကျမတက်ခံစားရတယ်ဒါပေမဲ့ဒီအတိုင်းထိုင်ကိုနေုံနဲ့ဘာမှဖြစ်မလာဘူးဆိုတာကိုသူမှသိလိုက်ပြီးမိမိကသာစိတ်ထဲကြနေရင်သမီးဖြစ်သူကပါအသက်အန္တရာယ်ရှာနိုင်တာမို့ဒေါ်တီရာအန်ကိုတင်းတင်းကြိတ်ပြီးအာတင်လိုက်ရတယ်နောက်တရက်မိုးလွဲပိုင်းမှာတော့ဦးမင်းချက်တယောက်စီးပွားရေးကိစ္စနဲ့အပြင်ထွက်သွားခဲ့ပါတယ်။ဒါဟာသူတို့သားမီးနှစ်ယောက်လုံးအတွက်တခုတည်းသောအခွင့်အရေးလည်းဖြစ်ပါတယ်။ဒေါ်တီရာကဂရင်ဘေးမှာတန်ပန်းပရင်ပေါက်ကနေတဆင်းအပြင်ကိုလှမ်းကြည့်ရင်ရက်ွက်တွေကရင်းနှီးတဲ့အိမ်နီးနားချင်းဖြစ်သူဒေါ်မြတ်နိုးချန်ရှိကဖြတ်သွားတာကိုမြင်လိုက်ရတယ်။မမြတ်နိုးကျမကိုကူညီပါအောင်ကဲပါဦးရှင်။တီရာဟာအတန်ကုန်ဟစ်ပြီးပရင်ပေါက်တန်တိုင်တွေကိုကင်ကအော်ဟစ်လိုက်တယ်။ဒေါ်မြတ်နိုးကထူးဆန်းတဲ့အော်ဟစ်တန်ကြောင့်လက်မီဘေဘီဝဲရာကိုကြည့်ရကနေမေတော့အခန်းပရင်ပေါက်စီမှာမျက်ရည်တွေနဲ့အော်နေတဲ့ဒေါ်တီရာကိုမြင်သွားခဲ့တယ်။ဟဲ့တော့မတီရာဘာဖြစ်လို့ညီတို့ကအထဲမှာတော့အိမ်တကားကြီးနဲ့တောက်ခတ်ထားတာပါလား။မမြတ်နိုးရဲ့စကားတွေအရှိတီပြောနေဖို့အချိန်မရှိဘူး။ကျမတို့သားမျိုးကိုမင်းတက်ကအခန်းထဲမှာပိတ်လောင်ထားလို့ရဲစခန်းကိုဖုန်းဆက်ပေးပါမင်းတို့ရဲ့ကျမတောင်းပန်ပါတယ်ပြီးတော့လေအမျိုးသမီးဆောက်ရှောက်ရေးအဖွဲ့ကိုပါအကြောင်းကြားပေးပါအောင်ရှင်အမျက်လုပ်ပေးပါဒေါ်မြတ်နိုးကအချိန်နေမဟန်မှန်သိလိုက်တာနဲ့အေးညီတို့အားတင်ထောင်ငါအခုချက်ချင်းဖုန်းဆက်ပြီးလူခေါ်လာခဲ့မယ်တ
တနာရီခန့်အကြာမှာတော့ရက်ကွက်အုပ်ချုပ်ရေးမှူးရဲတပ်ဖွဲ့ဝင်အချို့နဲ့အတူအမျိုးသမီးအခွင့်အရေးကာကွယ်ဆောင်ရှောက်ရေးအဖွဲ့ကတာဝန်ရှိသူဆရာဝန်မကြီးဒေါက်တာခိုင်နှင်းဝေတို့ရောက်ရှိလာခဲ့ကြတယ်။အိမ်တကားကိုအတင်းအကျပ်ဖွင့်ခိုင်းပြီးတားမီနှစ်ယောက်စလုံးကိုကယ်ထုတ်နိုင်ခဲ့ကြပါတယ်။မုံချုံတဲ့နေရာတစ်ခုကိုရောက်တဲ့အခါမှာတော့ဒေါက်တာဟာမိတော့ကိုနှွေးထွေးစွာလက်ကိုဆုပ်ကန်ပြီးရင်နှစ်သိမ့်စကားပြောရှာတယ်။သမီးမိတော့မကြောက်နေနော်။အခုသမီးတို့လုံခြုံတဲ့နေရာကိုရောက်ပြီ။သမီးရင်ဆိုင်ခဲ့ရတဲ့အရာတွေအတွက်သမီးမှလုံးဝအပြစ်မရှိဘူး။သမီးကတားခုံဖြစ်ခဲ့ရတာ။စိတ်တက်လည်းကြစရာမလိုဘူး။သမီးရှိစေရမယ့်အနာဂတ်တွေကိုဒေါက်တာတို့ကူညီပြီးအားလုံးကာကွယ်ပေးသွားမယ်ကြားလား။ဆရာဝန်မကြီးရဲ့ကျင်နာလွန်လာတဲ့လေတံနဲ့အားပေးစကားတန်တွေကြောင့်မိတော်တယောက်မိခင်ဖြစ်သူရင်ခွင်ထဲမှာပဲရှက်ကြီးတငင်ကိုချမိပြန်နေ။အစောကကြောက်ရွံ့နေတဲ့စိတ်တွေဟာအခုတော့မိမိကိုကူညီမဲ့လက်တကမ်းရှိနေပါလားဆိုတဲ့အသည့်ကမိသားကိုအမှောင်ထဲတွေကနေရုံထွက်ဖို့ပထမဆုံးမျှော်လင့်ချက်အလင်းတန်းလေးတစ်ခုကိုပေးအပ်လိုက်တယ်လို့ပါပဲ။ကျေးဇူးတင်ပါတယ်၆တာရဲ့။သမီးအမှန်တရားအတွက်ရင်ဆိုင်ချင်ပါတယ်။မိတော်မျက်ရည်တွေကြားကနေစိတ်ကိုတင်းပြီးပြပြတသားပြောလိုက်တယ်။လူယုံမာရဲ့မျက်နှာဖုံးကွာကျသွားခဲ့ပြီဖြစ်လို့အခုတော့သားမီးနှစ်ယောက်စလုံးကမိမိတို့ကိုနင်းချိခဲ့တဲ့ပထွေးဖြစ်သူဦးမင်းထက်ကိုဥပဒေရဲ့အပြစ်ပေးမှုအောင်ရောက်ရှိသွားစေဖို့အတွက်တရားမျှတမှုမုံတိုင်းကိုစတင်ပြီးမွေလိုက်ပါတော့တယ်။မိတော့သမီးတရခွင်ထဲဝင်ရမယ်။အာတင်ထားနော်။မေသမီးရဲ့ဘေးမှာအမြဲတမ်းရှိနေတယ်။တရားရုံးရဲ့ဇင်းကြံလန်းခြင်းလေးတွေမှာဒေါ်တီတာကသမီးဖြစ်သူမေတော့ရဲ့အေးဆက်တုံရင်နေတဲ့လက်ပွားလေးနှစ်ဖက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်းရင်လေတံခတ်တူတူနဲ့အားပေးရှာတယ်။မေတော့တယောက်တရားရုံးဆိုတဲ့နေရာကြီးကိုပထမဆုံးအကြိမ်ရောက်ပူတာမို့ပုံဝင်းကျင်ကလူတွေရဲ့အကြည့်တွေဥပဒေအရာရှိတွေရဲ့တီတင်းလုံးတဲ့မျက်နှာတွေကိုကြည့်ပြီးရင်ထဲမှာထိတ်လိမ်ချောက်ထားလို့နေခဲ့တာဒါပေမဲ့ဒီတစ်ခါမေတော့နောက်မဆုတ်တော့ဘူးလို့စိတ်ကိုဒုံဒုံချထားပြီးသားအမျိုးသမီးအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကရှေ့နေမကြီးနဲ့ဒေါက်တာတို့ရဲ့အကူအညီမှုကြောင့်မေတော့ရင်ထဲမှာအမှန်တရားအတွက်တိုက်ပွဲဝင်ခြင်းနဲ့တပ်တီတွေကိန်းအောင်နေခဲ့ပြီအားလုံးမတည့်ရကြပါတရားသူကြီးမင်းဦးမြင့်မြတ်ဝင်လာပါပြီအမိတ်ပေးတဲ့နဲ့အတူတရားခွင်တစ်ခုလုံးတိတ်ဆိတ်ညီသက်သွားခဲ့တယ်တရားခံတူးမြောင်းထဲမှာတော့လက်ထိတ်တလန့်နဲ့ရက်နေတဲ့ဦးမင်းထက်ကိုမေတော်မြင်လိုက်ရတယ်အရင်ကလိုတက်ရက်သားနာတဲ့ဝတ်စုံတွေမရှိတော့ပဲထောင်ဝင်းကြီးနဲ့ဖျို့ဖျဲဖြစ်နေတဲ့ဦးမင်းထက်ဟာမေတော်ကိုတွေ့လိုက်ရတဲ့အခါမှာတော့သူရဲ့ကောက်ကျစ်တဲ့မျက်လုံးတွေနဲ့မတိမတာချင်းချောက်တဲ့အကြည့်မျိုးနဲ့လှမ်းကြည့်နေတော့မှတရားခံဦးမင်းထက်သည်မိမိရဲ့အရှိန်အဝါနဲ့ငွေကြေးဌာနကိုအလွဲသုံးစားပြု၍အားကိုးရမဲ့နေတဲ့အိမ်တွင်းရှိသမီးဖြစ်သူမေတော့အပေါ်ကာမဆက်ရှက်ခြင်းချင်းချောက်နှုတ်ပိတ်ခြင်းနဲ့ကိုဝင်ရှိလာခြင်းတွေလည်းအသက်အန္တရာယ်စိုးရိမ်ရတဲ့ကိုဝင်ဖြတ်ချသည့်စေဝါများကိုအတင်းအကျပ်တိုက်တွန်းရန်စ조사ခြင်းတို့ကြောင့်တရားလိုဘက်မှဆွဆွဲထားသောအမှုဖြစ်ပါတယ်။ဥပဒေအရာရှိရဲ့ဖတ်ကြားတန်ဟာတရားခွင်တစ်ခုလုံးမှာဟိမ့်ထွက်သွားခဲ့တယ်။ဦးမင်းထရဲ့ရှိနေကချက်ချင်းမဲ့မတက်ရက်ပြီးကန့်ကွက်ရှာတယ်။ကန့်ကွက်ပါတယ်တရားသူကြီးမင်းခင်ဗျာကျွန်တော်အမှုတဲ့ဦးမင်းထဟာလူမှုပတ်ဝန်းကျင်မှာစီးပွားရေးအောင်မြင်ပြီးဂုံကျက်တရရှိတဲ့အမျိုးသားတအုပ်ဖြစ်ပါတယ်။ဒီမိန်းကလေးနဲ့မိခင်ဖြစ်သူတို့ဟာကျွန်တော်အမှုတဲ့ရဲ့ငွေကြွေးနဲ့ပိုင်ဆိုင်မှုတွေကိုမှတ်မော်လို့အိမ်မော်ကနေမစင်းချင်လို့အကွက်ချပြီးလိန်လေတိုက်တားခဲ့တာဖြစ်ပါတယ်။ထိုစကားကိုကြားလိုက်ရတဲ့အခါဒေါ်တီရရင်ထဲမှာသွေးပြက်မတက်ခံစားရပြီးတရားခွင်ထဲမှာနေထအောင်ပြီးတော့တယ်။မလိမ်ပါဘူး။ရှင်တို့လူယုံမာဘက်ကနေမလိမ်ပေးချနေတော့ကျမသမီးလေးဘဝပြရတာဒီလူယုံမာကြီးကြောင်းရှင်တရလို့ငိမ့်ငိမ့်နေပါဒါတရခွင်ဖြစ်ပါတယ်။တရားသူကြီးကသတိပေးလိုက်တာကြောင့်ဒေါ်တီရာမျက်ရည်တွေစီးကြရင်ပြန်ထိုင်လိုက်ရတယ်။ထိုစဉ်တရလို့ဘက်ကလိုက်ပါဆောင်ရွက်ပေးတဲ့အမျိုးသမီးရှိနေမကြီးကတက်တဲ့တရားခံပစ္စည်းတချို့ကိုတရားသူကြီးထံတင်ပြလိုက်တယ်။တရားသူကြီးမင်းရှင်အမှုတင်ပေးတော့မှာတရားခံဦးမင်းထဲကြောင့်ကိုဝင်ရှိနေပြီဖြစ်ကြောင်းစေးစစ်ဆက်မှတ်တမ်းပြီးအခင်းဖြစ်ပွားတဲ့နေ့ကတရားခံဦးမင်းထဲတိုက်ကြွေဖို့စ조사ခဲ့တဲ့ကိုဝင်ဖြတ်ချတဲ့စေးဘူးပေါ်မှာတရားခံရဲ့လက်ဝေရတွေထိထိချာချာပါရှိနေပါတယ်ရှင်။ဒါတွေမကပဲတရားခံကမေတော့ကိုချင်းချောက်ပြောဆိုခဲ့တဲ့အတန်ပိုင်းတချို့ကိုလည်းကျမတို့သက်သေအဖြစ်တင်ပြအပ်ပါတယ်။ရှင်းနေမကြီးကဖုန်းထဲကအတန်ဖိုင်ကိုဖွင့်ပြလိုက်တဲ့အခါတရားခွင်ထဲမှာဦးမင်းထရဲ့ရက်ဆက်လွန်လာတဲ့လေတံကြီးထွက်ပေါ်လာတယ်။မင်းတတိထားနေတော့မေတော့ငါပေးတဲ့ဆေးကိုမတောက်ထားရင်မင်းနဲ့မင်းအမေဘာဖြစ်သွားမလဲဆိုတာစောင့်ကြည့်လိုက်ငါမှငွေရှိတယ်
အရှိန်အဝါရှိတယ်ဘသူကမင်းစကားကိုယုံပါလေအတန်ဖိုင်ပြီးဆုံးသွားတဲ့ချိန်မှာတော့တရခွင်တစ်ခုလုံးလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီးဦးမင်းထက်ရဲ့မျက်နှာတစ်ခုလုံးသွေးဆုပ်ဖြူရောကဒူးရီတောင်တုံရင်လာခဲ့ပါတော့တယ်သူရဲ့ပတ်ဝန်းကျင်ကိုလှည့်ပတ်လိန်ညာထားတဲ့တိုးရချုံဝင်းပလီမျက်နှာဖုံးဟာဥပဒေရဲ့ရှေ့မှောက်မှာအပိုင်းပိုင်းအဆဆကွာကြပြက်စီသွားခဲ့ရပြီလည်းဖြစ်ပါတယ်တရားသူကြီးကတတိအထောက်အထားတွေကိုတေချာစစ်စစ်ပြီးတဲ့နောက်ခုံနဲ့တူကိုတုံးချရိုက်လိုက်ပါတယ်တတိအထောက်အထားများခိုင်လွန်စွာတွေ့ရှိရတာကြောင့်တရားခံဦးမင်းထက်အားအမျိုးသမီးငယ်တဦးပေါ်အာဓမပြုကျင့်မှုချိန်ချောင်မှုအသက်အန္တရာယ်ပြုရန်စ조사မှုတို့ဖြင့်ပြစ်မှုထင်ရှားနေတာကြောင့်အလုတ်ကျန်းနဲ့ထောင်နဲ့20နှစ်ကြာခံစေရန်အမိန့်ချမှတ်လိုက်သည်မဖြစ်နိုင်ဘူးဒါကျွန်တော်မတရားလုပ်တာဦးမင်းထက်ဟာတရားခွင်ထဲမှာယူသွတ်စွာအော်ဟစ်ရုန်းကန်နေပေမဲ့ရဲတပ်ဖွဲ့ဝင်တွေကသူ့ကိုထောင်အတွင်းသို့အတင်းအကျပ်ဆွဲခေါ်သွားခဲ့ကြပါတော့တယ်မေတော်နဲ့ဒေါ်တီယာတို့သားမီးနှစ်ယောက်ဟာအချင်းချင်းဖက်လေတကင်ငိုကြွေးမိကြပြန်တယ်ဒါပေမဲ့ဒီတစ်ခါငိုရတဲ့မျက်ရည်တွေကတော့ကြောင်ရွံ့ခြင်းနာကျင်ခြင်းမျက်ရည်တွေမဟုတ်တော့ပဲလူယုံမှအပြစ်ပေးခံလိုက်ရလို့ရှင်ထဲကအပူလုံးကြီးကျဆင်းသွားရတဲ့တရားမျှတမှုရဲ့မျက်ရည်စစ်စစ်တွေပဲဖြစ်ပါတော့တယ်တရားရုံးရဲ့တရားစီရင်မှုပြီးဆုံးသွားခဲ့တာ6လခန့်တောင်ရှိခဲ့ပြီဥပဒေရဲ့ဆက်ပြတ်သားတဲ့စကားအဆုံးဖြတ်ကြောင့်လူယုံမှပထွေးဖြစ်သူဦးမင်းထက်တယောက်ထောင်ဒဏ်20နှစ်ကြာခံက၎င်းပြုခဲ့တဲ့အပြစ်တွေအတွက်ငရဲအိုးထဲမှာပေးဆက်နေရပြီဖြစ်ပါတယ်အရှိန်အဝါနဲ့ငွေကြေးတွေဟာအမတ်တရားရဲ့ရှေ့ပေါက်မှာဘာမှသုံးဝင်ခဲ့ပါဘူးရန်ကုန်မြို့ရဲ့စူညံမှုတွေနဲ့မိုးရာမြို့ပြရဲ့ခက်လန်းလန်းကတိတ်ဆိတ်အေးချမ်းတဲ့မြို့လေးတစ်မြို့ရဲ့အိမ်အိုလေးတိမ်မှာတော့ဒေါ်တီရာနဲ့မေတော်တို့သားမီးနှစ်ယောက်အတိတ်ကတရားတွေကိုကြောခိုင်းပြီးဘဝတစ်ကိုတိတ်တိတ်ဆိတ်စတင်နေကြပြီဖြစ်ပါတယ်ဦးမင်းထက်ရဲ့စီးစိမ်တွေကို၎င်းတို့သားမီးနှစ်ယောက်စလုံးမတ်မောခြင်းမရှိဘဲတိုက်ကြီးနဲ့ကားကြီးကိုစွန့်ခွာကမိမိတို့ရဲ့လှုပ်အားကနဲ့အေးအေးချမ်းချမ်းဖြတ်တန်းမှုဆုံးဖြတ်ခဲ့ကြတယ်။မနက်ခင်းရဲ့နှွေးထွေးတဲ့နေကြီးနုနုဟာအိမ်ရှိရန်တာလေးတွေကိုဖျားချလို့နေတယ်။တီရာတယောက်အိမ်ရှိကဖျားစင်မှာပန်းရည်ကြံကတ်လူပြီးတဲ့နောက်သမီးဖြစ်သူမေတော်အတွက်နှုတ်စင်ကော်ဖီပူပူလေးတစ်ခွက်ကိုဖြော်ပြီးထွက်လာခဲ့တယ်။မေတော်သမီးရော့ကော်ဖီပူပူလေးတောက်လိုက်အောင်နော်။နေလို့ကောင်းရဲ့လား။ဒေါ်တီရာဟာခက်ထွာထွာဖြစ်နေတဲ့မေတော်ရဲ့ဝမ်းဖိုက်လေးကိုကျင်နာစွာကြည့်ရင်လေတံအေးအေးလေးနဲ့မေးရှာတယ်။မေတော်ဟာအဖြူအောင်ခေါင်းဝင်ပွပွလေးကိုဝစ်ဆင်ထားပြီးထိုင်နေရာကနေမေကိုလှည့်ကြည့်ပြီးနှွေးထွေးစွာပြုံးပြတယ်။အရင်ကမျက်ဝန်းတွေထဲမှာရှိခဲ့တဲ့ကြောက်ရွံ့ခြင်းထိတ်လန့်ခြင်းအရေးအယောင်တွေဟာအခုတော့အတော်လေးပြောက်ကွယ်သွားပြီးတင်ငယ်အေးချမ်းတဲ့မိခင်လောင်တူရဲ့အလှတရားကအစားထိုးဝင်ရောက်နေခဲ့ပြီးနေလို့ကောင်းပါတယ်မမေရဲ့သမီးပိုက်ဖျားကလေးကဒီနေ့မနေ့အတော်လေးလှုပ်နေရဲ့မေတော်ကိုဝမ်းပိုက်ကလေးကိုလက်နှစ်ဖက်နဲ့အตาအရာပွတ်တန်ရင်ပြောလိုက်တယ်။ဒေါ်တီတာကသမီးဘေးမှာဝင်ထိုင်ပြီးမေတော်ရဲ့ပကုံးလေးကိုအตาအရာဖက်လိုက်မိတယ်။အစောပိုင်းကိုဝင်ရှိစားကမေတော်တယောက်ဒီကလေးကိုကြည့်ပြီးရှက်စိတ်နာကြီးစိတ်တွေနဲ့အယူတစ်ပိုင်းဖြစ်ခဲ့ရပေမဲ့ဒေါက်တာခိုင်နှင်းဝေတို့လိုအမျိုးသမီးအဖွဲ့အစည်းတွေရဲ့စိတ်ပိုင်းဆိုင်ရာပြုစုပြောထောင်ပေးမှုမိခင်ဖြစ်သူရဲ့မေတ္တာတရားတွေကြောင့်အခုတော့ကလေးကဘာအပြင်းမှမရှိတဲ့အသက်တစ်ချောင်းဆိုတာကိုမေတော်နားလေလက်ခံလန်းနိုင်ပြီဖြစ်ပါတယ်။မမေသမီးစဉ်းစားဟာတာတခုရှိတယ်။မေတော်ကော်ဖီခွက်ကိုကိုင်းရင်မမေကိုမော့ကြည့်လိုက်တယ်။ဘာလဲသမီးရပြောလိ။သမီးနောက်လာဆိုရင်ကလေးမွေးတော့မှာကလေးမွေးပြီးလို့ကျမ်းမာကြီးပြန်ကောင်းလာရင်ဖြတ်တောက်ထားခဲ့ရတဲ့ចောင်းစာတွေကိုလည်းပြန်ဆချင်တယ်မမေအကူညီနဲ့ကလေးကိုထိန်ရင်သမီးဆောင်မွေးပွဲကိုအပြင်ဖြေကနေပြန်ဖြေမယ်။ပြီးရင်အမျိုးသမီးအခွင့်အရေးနဲ့ကလေးတငယ်တွေအတွက်ကာကွယ်ပေးနိုင်တဲ့ရှိညီတယောက်ဖြစ်အောင်သမီးစူးစမ်းမယ်မေတော်ရဲ့မျက်ဝန်းတွေထဲမှာခိုင်မာတဲ့မျှော်လင့်ချက်အလင်းတန်းတွေတောက်ပနေတာကိုဒေါ်တီယာမြင်လိုက်ရတဲ့အခါရင်ထဲမှာအတိုင်းမသိဝမ်းသာပီတိဖြစ်ရင်မျက်ရည်တွေဝိုင်းလာခဲ့ရတယ်။မိသမီးလေးဟာအမောင်တွင်းထဲမှာတသက်လုံးနှစ်မမသွားပဲကိုချထောက်ပေါ်ကိုပြန်ရက်တီဖို့အင်အားတွေရှိနေပြီဖြစ်ပါတယ်။အေးပါသမီးရဲ့သမီးဘာပဲလုပ်လို့အမေကသမီးရဲ့အနောက်ကနေအမြဲတမ်းပတ်မှုပေးသွားမှာ။သမီးမှာစိတ်သက်ခိုင်မာမှုရှိနေရင်ဘယ်အတိတ်ကထင်ရကားမှသမီးရဲ့အနာဂတ်ကိုမဖြတ်စီနိုင်ပါဘူး။ဒေါ်တီတာဟာသမီးရဲ့ပါးပြေလေးကိုနမ်းရင်အပေးစကားပြောရှာတယ်။အတိတ်ကမှုန်တိုင်းကကြောက်စရာကောင်းလွန်ခဲ့တာမှန်ပါတယ်။ရက်ဆက်တဲ့ဘက်ထရီအားနေခဲ့တဲ့မိခင်ခိုကိုရမဲခဲ့တဲ့မိန်းကလေးတယောက်ရဲ့ငိုတန်တွေကဘဝကိုအမှောင်ချခဲ့ဘူးတယ်။ဒါပေမဲ့
အမှန်တရားကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ရတဲ့တတ်သိပဝင်းကျင်ကကူညီခဲ့တဲ့လက်တကန်းနဲ့မိခင်ဖြစ်သူရဲ့မြဲမြံတဲ့မေတ္တာတရားတွေအကြောင်းအခုတော့မေတော်တို့သားမီးနှစ်ယောက်ဟာဘဝရဲ့အလှအဆုံးအလင်းအောင်စီကိုကောင်းမွန်စွာခြေလှမ်းလှမ်းနိုင်ခဲ့ပါပြီလေပြေနုနုလေးကသားမီးနှစ်ယောက်စလုံးရဲ့ကိုယ်ဝတ်ကိုဖျက်တမ်းတိုက်ခတ်သွားရင်နောင်တမျက်ရည်တွေကိုတုတ်တင်ကရှေ့ဆက်ရမယ့်ဘဝအသေးအတွက်အေဂျင့်နဲ့ကောင်းချီးမင်္ဂလာကိုပေးရလိုက်ပါတော့တယ်ဇလန်းလေးကိုတော့ဒီမှာပဲရပ်နာလိုက်ပါပြီရှင်ဇလန်းလေးကိုဆောင်းကနေဆုံးထိအားပေးကြတဲ့ချစ်နိုင်ရဲ့မိသားစုတဦးတယောက်ချင်းစီကိုကျေးဇူးအများကြီးပဲတင်ပါတယ်ချစ်နိုင်ရဲ့မိသားစုတွေလည်းကျမ်းမာပျော်ရွှင်ကြပါစေလို့ဆုတောင်းမေတ္တာပို့တာရင်းနဲ့နောက်ထပ်ဇလန်းကောင်းလေးမှာအားလုံးတူတူပြန်လဲဆုံတွေ့ကြပါရရှင်အားလုံးပဲတက်တာပါနော်ဇလန်းလေးတွေနားထောင်ရတာကြိုက်နှစ်သက်တယ်ဆိုရင်တော့ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပြီးဗီဒီယိုလေးကိုလည်းလက်မလေးတယောက်တစ်ခုစီလောက်နှိပ်ခဲ့ပေးကြပါအောင်ရှင်